ဒိုလိုတိုက်ကြီးကိုကျွန်တော်ရောက်လာပြီးပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကရွှေပင်းအားကိုကျွန်တော်ဇနီးအဖြစ်အတင်းကျပ်လက်ထပ်ခဲ့တာပါညတိုင်းသူမရဲ့အစွန်းကုန်အေးဆက်တဲ့ရေခဲစွမ်းအားနဲ့ကျွန်တော်စီကမီးတွေကိုငိမ့်သက်ပေးုံတင်မကပဲရေခဲနဲ့မီးပေါင်းဆက်တဲ့စွမ်းအင်ကိုသုံးပြီးကျွန်တော်ရဲ့ဝိညာဉ်နှစ်ခုကိုလေ့ကျင့်ခဲ့ပါတယ်ကျွန်တော်စီမှာအမှောင်တကားနဲ့မီးဖီးနဲ့ဝိညာဉ်နှစ်ခုလုံးနိုးထလာခဲ့လို့နတ်ဖျားကကံကောင်းခြင်းတကားကိုဖွင့်ပေးလိုက်ပြီလို့ထင်ခဲ့ပေမဲ့တကယ်တော့ပြတင်းပေါက်ကိုပါပိတ်လိုက်တယ်လို့ဖြစ်ခဲ့ရပါတယ်မီးဖီးနဲ့ရဲ့မီးတွေကညတိုင်းကျွန်တော်ကိုအလူးလဲခံစားရစေပြီးတခြားမိန်းကလေးတွေနားကိုတော့မကတ်နိုင်အောင်ဖြစ်ခဲ့ရပါတယ်နောက်ဆုံးအသက်18နှစ်မှာဝိညာဉ်ဘရင်အဆင့်ကိုရောက်ခဲ့ပြီးတိုက်ကြီးတစ်ခုလုံးကလူငယ်တွေထဲမှာအတော်ဆုံးဖြစ်ခဲ့ပေမဲ့အဲ့ဒီမီးတွေကိုတော့လုံးဝထိန်းချုပ်လို့မရခဲ့ပါဘူးစတာတို့တောအုပ်ကြီးရဲ့အတွင်းပိုင်းမှာကျွန်တော်ကနှစ်ပေါင်း4000တက်တန်းရှိတဲ့မီးငှက်တစ်ကောင်ကိုတက်လိုက်ပါတယ်မီဖီနစ်ရဲ့ပုံရိပ်ကကောင်းကင်ရံအထိပြန်တက်သွားပြီးတောအုပ်ထဲကဝိညာဉ်သားရဲတွေအကုန်လုံးထိတ်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပါတယ်အဲ့ဒီအချိန်မှာချင်းလွန်းဒိုလိုကကြောက်လန့်တကြားနဲ့ပြေးလာပြီးအော်ပြောပါတယ်ရှောင်းရံမင်းကဝိညာဉ်ကွင်းစတုထကွင်းကို2000တက်တန်းသုံးခဲ့တာတောင်ထားပါတော့အခုပစ္စမကွင်းကိုနှစ်ပေါင်း4000တက်တန်းရှိတာကိုဓာတ်ရိုက်ဆုပ်ယူလိုက်တာလားမင်းကတကယ်ရောလူဟုတ်ရဲ့လားလို့မေးပါတယ်ကျွန်တော်ကချွေးထုတ်ပြီးပြုံးလိုက်ပါတယ်ဆရာဒီမီတွေကကျွန်တော်အတွက်နှိပ်စက်မှုဖြစ်တယ်လို့လေ့ကျင့်မှုလည်းဖြစ်ပါတယ်12နှစ်ကြာအောင်မီးလောင်ခံခဲ့ရတဲ့အတွက်ကျွန်တော်ရဲ့စိတ်ဆွမ်းအားကအမြင့်ဆုံးကိုရောက်နေပါပြီနှစ်ပေါင်း4000တက်တန်းရှိတဲ့ဝိညာဉ်ကွင်းကိုဆုပ်ယူတာကကျွန်တော်အတွက်မဆန်းပါဘူးချင်းလွန်းဒိုလိုကကောင်းကင်ကိုကြည့်ပြီးရေမောလိုက်ကကျွန်တော်ပကုံးကိုပုတ်ပေးပါတယ်တော်တယ်ငါတပည့်ကငါ့ကိုဘယ်တော့မှစိတ်မပြတ်စေဘူးလို့ပြောပါတယ်ကျွန်တော်မျက်နှာကတည်ငြိမ်နေပေမဲ့မျက်လုံးတွေထဲမှာတော့တစ်ခုခုကိုစဉ်းစားနေပါတယ်ဝိညာဉ်ကွင်းကိုစုပ်ယူပြီးတဲ့အချိန်မှာလွန်ခဲ့တဲ့18နှစ်ကမှတ်ဉဏ်တွေအားလုံးပြန်ပေါ်လာပါတယ်ကျွန်တော်ကတခြားကဘာကနေကူးပြောင်းလာသူဖြစ်ပြီးမဟုံးကျွန်းနဲ့ရွာတူမှာမွေးဖွားခဲ့တာဖြစ်ပါတယ်ကျွန်တော်ကသူ့ထက်6နှစ်ကြီးပါတယ်အသက်6နှစ်မှာဝိညာဉ်နိုးထလာတော့ဝိညာဉ်နှစ်ခုပါလာပြီးဝိညာဉ်စွမ်းအားကလည်းအပြည့်ပါလာပါတယ်ဖလန်နာကကျွန်တော်ကိုတွေ့တော့အယံပျော်ပြီးတပည့်အဖြစ်လက်ခံချင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မှမိပြဿနာရှိနေတာကိုသူတို့မသိကြပါဘူးကျွန်တော်ကရှေ့ရိုက်ကျောင်းကိုမသွားဘဲဝိညာဉ်နန်းတော်ကိုပဲရွေးချယ်ခဲ့ပါတယ်တကယ်လို့ကျွန်တော်သာရှေ့ရိုက်ကျောင်းကိုသွားခဲ့ရင်မဟုံးကျွန်းလိုပဲမိန်းကလေးတွေနောက်လိုက်ပြီးအချိန်ဖြုံးနေရမှာပါအဲ့ဒါကိုတွေးကြည့်ုံနဲ့တင်ယုံစရာကောင်းလာပါတယ်ကျွန်တော်ရဲ့ပါရမီကြောင့်ဝိညာဉ်နန်းတော်ကလူကြီးတွေအားလုံးအံ့ဩသွားကြပါတယ်အစင်းမြင့်ဒိုလိုတွေအများကြီးကကျွန်တော်ကိုတပည့်အဖြစ်လက်ခံချင်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့အဆင့်68ရှိတဲ့ချင်းလွန်းဒိုလိုကိုပဲဆရာအဖြစ်ရွေးချယ်ခဲ့ပါတယ်ဆရာရဲ့လမ်းညွှန်မှုအောက်မှာကျွန်တော်ကအပြစ်အနာအဆာရှိတဲ့မီဖီနစ်ဝိညာဉ်ကိုအရင်ဆုံးလေ့ကျင့်ခဲ့ပါတယ်မီးတွေကိုတုံးပြီးကျွန်တော်ရဲ့စိတ်ဓာတ်ကိုကြန့်ခိုင်အောင်လုပ်ခဲ့ပါတယ်ကျွန်တော်သာဒိုလိုအဆင့်ကိုရောက်လို့အမောင်တကားဝိညာဉ်ကိုပါလေ့ကျင့်နိုင်ရင်ကျွန်တော်ရဲ့အစကတခြားလူတွေရဲ့အဆုံးသက်ထက်တောင်တာလွန်နေမှာပါဒါကိုအဲ့ဒီတုန်းကဘီဘီတုံးစီမှာလည်းတွေ့နိုင်ပါတယ်ဆရာရဲ့ဂရုစိုက်မှုကြောင့်ကျွန်တော်ကမီးတွေရဲ့တိုက်ခိုက်မှုကိုခံနိုင်ရရှိလာပါတယ်လေ့ကျင့်မှုအချိန်နည်းနည်းနေသွားပေမဲ့ကျွန်တော်ရဲ့အဆင့်ကတော့တိုက်ကြီးတစ်ခုလုံးမှာအမြန်ဆုံးပါပဲအခုကျွန်တော်အသက်18နှစ်မှာအဆင့်50နှစ်ဝိညာဉ်ဘရင်ဖြစ်နေပါပြီဆရာကကျွန်တော်ရဲ့ပစ္စမမြောက်ဝိညာဉ်စွမ်းရည်အမိကိုမေးမလို့လုံနေတော့မှာပဲကျွန်တော်တကူလုံးတုံခါလာပြီးမျက်နှာကလည်းညီမြန်းလာပါတယ်ကျွန်တော်ခန္ဓာကိုယ်ထဲကမီးတွေကထပ်ပြီးတောင်းကျမ်းလာပြန်ပါတယ်ပြင်းထန်ပြီးညီရဲနေတဲ့မီးတွေကကျွန်တော်ခန္ဓာကိုယ်ထဲကနေပောက်ကွဲထွက်လာပြီးကျွန်တော်တကူလုံးကိုဝါမြူသွားပါတယ်ဆရာရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားပြီးမီးတွေကဘာလို့ဒီလောက်မြန်မြန်နဲ့ပြင်းပြင်းထန်ထန်ပြန်တိုက်ခိုက်ရတာလဲလို့ပြောပါတယ်ကျွန်တော်ကအဆင့်50နှစ်ကိုရောက်နေပေမဲ့ဒီလိုရုတ်တရက်တိုက်ခိုက်မှုကိုတော့မခုခံနိုင်ပါဘူးခန္ဓာကိုယ်ပောက်ကွဲသွားနိုင်တဲ့အန္တရာယ်တောင်ရှိနေပါတယ်စိတ်ကိုငြိမ်ငြိမ်ထားလို့ဆရာကအော်ပြောလိုက်ပြီးကျွန်တော်ကြောပေါ်ကိုလက်တင်လိုက်ပါတယ်အဆင့်68ရှိတဲ့ဆရာရဲ့ဝိညာဉ်စွမ်းအားတွေကကျွန်တော်စီကိုစီးဝင်လာပြီးမီးတွေကိုအတင်းနှိမ်နှင်းပေးပါတယ်ကျွန်တော်ကတော့နာကျင်လွန်းလို့ခန္ဓာကိုယ်တစ်ခုလုံးကွဲအပ်တော့မလို့ခံစားနေရပါတယ်အဲ့ဒီမီးတွေကတောရိုင်းတိရစ္ဆာန်တစ်ကောင်လိုကျွန်တော်ကြောရိုးတစ်လျှောက်ပြေးလွှားနေပါတယ်အရေပြားတွေကလည်းမီးပူနဲ့ထိုးခံထားရတယ်လို့ပူလောင်နေပါတယ်အချိန်အတော်ကြာမှအဲ့ဒီမီးတွေငြိမ်သက်သွားပါတယ်ကျွန်တော်ကတော့တကူလုံးချွေးတွေရွဲပြီးကျမ်းပြင်ပေါ်မှာလဲကျသွားပါတယ်ဆရာကကျွန်တော်ကိုကြည့်ပြီးတက်ပြင်းချပါတယ်ရှောင်းရံလွန်ခဲ့တဲ့တစ်နှစ်ကငါပြောခဲ့တဲ့ကိစ္စကိုမင်းငင်းခဲ့ပေမဲ့အခုတော့မင်းကစကားကိုနားထောင်ရမယ်ဒါကအမိန့်ပဲလို့ပြောပါတယ်ကျွန်တော်ကခက်ရဲရဲပြုံးလိုက်ပြီးဆရာပြောတာကထန်းရွှေကျောင်းတော်ကရွှေပင်းအားအကြောင်းလားလို့မေးလိုက်ပါတယ်ဟုတ်တယ်လို့ဆရာကတီတီငိမ့်ငိမ့်နဲ့ပြန်ဖြေပါတယ်ရှုပင်းအားမှာထူးခဲ့တဲ့ရေခဲဖိနှင့်ဝိညာဉ်ရှိပြီးသူမရဲ့ရေခဲစွမ်းအားကမင်းရဲ့မိစ္ဆာမိကြောင့်ဖြစ်ရတဲ့နာကျင်မှုကိုအကြီးမားဆုံးအတိုင်းအတာထိတက်တာစေနိုင်မှာအသေးချာပဲအရင်ကတော့မင်းတာကိုမနှဲထိန်းချုပ်ထားနိုင်ခဲ့ပြီးမိစ္ဆာမိကိုမင်းရဲ့စိတ်ဓာတ်နဲ့ခန္ဓာကိုယ်ကိုလေ့ကျင့်ပေးတဲ့ကိရိယာတစ်ခုအဖြစ်တောင်အသုံးချနိုင်ခဲ့တယ်မင်းရဲ့ဆရာတယောက်အနေနဲ့ငါမင်းကိုမင်းသဘောအတိုင်းလုပ်ခွင့်ပေးခဲ့တယ်ဒါပေမဲ့အခုတော့အခြေအနေကမတူတော့ဘူးဝိညာဉ်ဘရင်အဆင့်ကိုကြောဖြတ်ပြီးတဲ့နောက်မှာတော့မိစ္ဆာမိရဲ့စွမ်းအားကမင်းရဲ့ခန္ဓာကြီးအကန့်အသတ်ထက်လုံးဝကျော်လွန်သွားပြီးဒီအတိုင်းဆက်သွားနေရင်မင်းတေမှာအမှန်ပဲကျွန်တော်တက်ပြင်းတစ်ချက်အပြင်းထန်ရှူလိုက်ပြီးထိန်းချုပ်ထားပေမဲ့ဆက်လက်လှုပ်ရှားနေစေဖြစ်တဲ့ခန္ဓာကိုယ်ထဲကမိစ္ဆာမိကိုခံစားရင်းနောက်ဆုံးမှာတော့မတက်တာပဲခေါင်းငိမ့်လိုက်မိတယ်ကျွန်တော်နောက်ဆုံးမှာလက်ခံလိုက်တာကိုမြင်တော့ချင်းလွန်းဒူလိုရဲ့မျက်လုံးထဲမှာအယောင်တစ်ချက်လက်သွားတယ်သူကသူ့ရဲ့လက်စွပ်ကိုဝေယံလိုက်တဲ့အခါဝိညာဉ်စွမ်းအားတွေကကျွန်တော်ကိုလွှမ်းခြုံသွားပြီးစိမ့်ပြရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကချမ်းရွှေမျိုးစီကိုဓာတ်ရိုက်ဦးတည်သွားခဲ့တယ်တာမန်အရက်သူအလှလေးတွေနဲ့ရေစွမ်းအင်သုံးဝိညာဉ်သခင်တွေကိုပဲလက်ခံတဲ့အစင်းမြင့်ဝိညာဉ်သခင်တင်တန်းကျောင်းဖြစ်တဲ့ထန်းရွှေတင်တန်းကျောင်းရဲ့တကားဝရှိမှာတော့အမျိုးသားတွေဝင်ရောက်ခွင့်ကိုအမြဲတမ်းတားမြစ်ထားခဲ့တာပါချင်းလွန်းဒူလိုကကျွန်တော်ကိုတင်တန်းကျောင်းရဲ့ကွင်းပြင်အလဲတက်တဲ့ကိုဓာတ်ရိုက်ခေါ်ဆောင်သွားခဲ့တယ်69အဆင့်ရှိတဲ့စူပါဒူလိုရဲ့ကြောက်မက်ဖွယ်ဖိအားတွေကဘာမှချမ်းမထားပဲထွက်ပေါ်လာပြီးထန်းရွှေတင်တန်းကျောင်းတစ်ခုလုံးကိုချက်ချင်းလွှမ်းခြုံသွားခဲ့တယ်ချမ်းရွှေတင်တန်းကျောင်းကျောင်းအုပ်ကြီးငါကိုလာတွေ့ဆန်းလို့ချင်းလွန်းဒူလိုကပြောလိုက်တဲ့အတန်ဟာပြင်းထန်တဲ့ဝိညာဉ်စွမ်းအားတွေနဲ့ရုံးနှောနေပြီးတင်တန်းကျောင်းရဲ့အထက်ကောင်းကင်ယံမှာမိုးကြိုးတန်တွေလိုပဲ့တင်ထက်သွားခဲ့တယ်
အဲ့ဒီနောက်မှာတော့လူရိပ်အချို့ဟာကြီးမားတဲ့ PR တွေအောက်မှာထိတ်လန့်တကြားနဲ့တင်တန်းကျောင်းရဲ့အတွင်းပိုင်းကနေပြန်တန်းထွက်ပေါ်လာကြတယ်ထန်းရွှေတင်တန်းကျောင်းကျောင်းအုပ်ကြီးရဲ့မျက်နှာဟာဖြူလျော့နေပြီးကြောက်ရွံ့မှုကိုအောင်ရဲထားရင်းဦးညွတ်ကပြောလိုက်ပါတယ်ဘယ်စီနီယာကချန်းရွှေတင်တန်းကျောင်းကိုကြွရောက်လာတာလဲဆိုတာမသိပါဘူးအကယ်၍ကျမတို့ဘက်ကပြစ်မှားမိတာရှိရင်ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါချင်းလွန်းဒူလိုကလက်ကိုနောက်ပစ်ပြီးမတ်တက်ရက်နေရင်အေးဆက်ဆက်နဲ့ပြောလိုက်တာကတော့ငါကဝိညာဉ်နန်းတော်ရဲ့တတိယမြောက်ခေါင်းဆောင်ချင်းလွန်းမဲ့ဆိုတာပါပဲထန်းရွှေတင်တန်းကျောင်းကအစင်းမြင့်တာဝန်ရှိသူတွေအားလုံးဟာအသက်ရှူမသွားကြပြီးသူတို့ရဲ့ခြေထောက်တွေဟာလည်းထိမရအောင်တုံရင်လာကြတယ်ဝိညာဉ်နန်းတော်ရဲ့တတိယမြောက်ခေါင်းဆောင်ဆိုတာဒီတိုက်ကြီးရဲ့အထက်တန်းတော်မှာရက်တည်နေတဲ့ဒဏ္ဍာရီလာစူပါဒူလိုတယောက်ပဲဖြစ်ပါတယ်ချင်းလွန်းဒူလိုဟာဆယ်စုနှစ်ပေါင်းများစွာအပြင်ကိုထွက်မလာခဲ့ပေမဲ့သူ့ရဲ့နာမည်ကိုကြားလိုက်ရရုံနဲ့တင်လူတိုင်းကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်။ကျောင်းအုပ်ကြီးရဲ့အတန်ဟာတုံရင်နေပြီးတော့တတိယမြောက်ခေါင်းဆောင်ကြီးဖြစ်နေတာပဲ။ဒီနေ့ဘလို့ကိစ္စမျိုးကြောင့်ကြွားရောက်လာတာလဲဆိုတာသိပြရစီလို့မေးလိုက်ပါတယ်။ချင်းလွန်းဒူလိုကကျွန်တော်ကိုညွှန်ပြရင်းညှင်းဆန်လို့မရတဲ့ပြင်းထန်တဲ့လေတံနဲ့ပြောလိုက်တာကတော့ဒါဟာငါရဲ့တိုက်ရိုက်တပိခွန်ရဲ့ပဲ။ငါဒီနေ့လာတာကကိစ္စတစ်ခုတည်းအတွက်ပါ။မင်းတို့တင်တန်းကျောင်းကရှုပင်းအားကိုသူနဲ့လက်ထပ်ပေးဖို့ပဲ။ချမ်းရွှေတင်တန်းကျောင်းကျောင်းအုပ်ကြီးရဲ့မျက်နှာဟာဝေခွဲမရဖြစ်သွားပြီးပြောလိုက်တာကတော့တတိယမြောက်ခေါင်းဆောင်ကြီးရှုပင်းအားကငယ်သေးပါသေးတယ်။လက်ထပ်ဖို့ပြောဖို့ကနည်းနည်းစောလုံးမနေဘူးလားချင်းလွန်းဒူလိုကအေးဆက်ဆက်နှာခေါင်းရှုံလိုက်ပြီး PR တွေကိုထပ်မံထုတ်ပေါ်လိုက်တဲ့အခါထန်းရွှေကလူတွေဟာအသက်ရှူဖို့တောင်ခက်ခဲသွားကြတယ်။ငါကမင်းနဲ့လာပြီးဆွေးနွေးနေတာမဟုတ်ဘူး။ရှောင်ရဲ့ဝိညာဉ်ချိုးရင်းချက်ကိုဖြည့်ရှင်းဖို့အတွက်ထူးကဲတဲ့ရေခဲစွမ်းရည်ရှိတဲ့ဝိညာဉ်တစ်ခုကအရေးတကြီးလိုအပ်နေတယ်။ရှုပင်းအားဟာအသင့်တော်ဆုံးလူပဲ။ဒီလူကိုငါယူသွားမယ်။ကျောင်းအုပ်ကြီးကစိတ်ပြတ်အားငယ်စွာနဲ့ရုန်းကန်နေတဲ့ပုံစံမျိုးနဲ့ပြောလိုက်ပါတယ်။ခေါင်းဆောင်ကြီးရှုပင်းအားဟာကျမတို့ထန်းရွှေတင်တန်းကျောင်းရဲ့အနာဂတ်မျှော်လင့်ချက်ပါ။အခုလိုအတင်းအဓမ္မယူသွားတာကတော့ကျောင်းအုပ်ကြီးရဲ့စိတ်ပြတ်အားငယ်နေတဲ့မျက်နှာထားကိုမြင်တော့ချင်းလွန်းဒူလိုက PR တွေကိုအနှဲငယ်ပြန်ရုပ်သိမ်းလိုက်ပြီးလေတံကိုလည်းအနှဲငယ်ရှော့ချပေးလိုက်ပါတယ်။ငါကအကျိုးအကြောင်းမသိတတ်တဲ့လူမျိုးမဟုတ်ပါဘူး။မင်းတို့ငါတပည့်ကိုကြည့်လိုက်ဦး။ရှောင်ရဲဟာငါရဲ့အကုန်ယူရဆုံးတိုက်ရိုက်တပည့်ပဲ။သူကဒီနှစ်မှအသက်18နှစ်ပြည့်တာဖြစ်ပေမဲ့အခုဆိုရင်50နှစ်အဆင့်ရှိတဲ့ဝိညာဉ်ဘရင်ဖြစ်နေပြီးဒီစကားကိုကြားလိုက်ရတဲ့အခါထန်းရွှေတင်တန်းကျောင်းကလူတွေအားလုံးအံ့အားသင့်သွားကြတယ်။အသက်18နှစ်နဲ့ဝိညာဉ်ဘရင်နဲ့လား။ဒါကဘလို့ဖြစ်နိုင်မှာလဲ။တိုက်ကြီးတစ်ခုလုံးရဲ့တမိုင်းမှာတောင်ဒီလိုကျင့်စဉ်တိုးတက်မှုနှုန်းမျိုးတစ်ခါမှမကြားဘူးခဲ့ပါဘူးလူတိုင်းရဲ့မယုံကြည်နိုင်တဲ့အမှုအရာတွေကိုရင်ဆိုင်ရင်းကျွန်တော်ရဲ့မျက်နှာထားကတော့တည်ငြိမ်နေသေးပါပဲကျွန်တော်ရှေ့ကိုဖြည်းဖြည်းချင်းတလန်းတက်လိုက်တယ်ကျဲလောင်တဲ့ဖီနစ်ငှက်ရဲ့တွန်ကျူးတန်နဲ့အတူပူပြင်းတဲ့အနီရောင်ရင်းရဲ့မိတောက်တွေဟာကောင်းကင်ရန်စီကိုပြန်တက်သွားခဲ့တယ်မိစ္ဆာမီဖီနစ်ဝိညာဉ်ကကျွန်တော်စီမှာချက်ချင်းပူကတ်လာခဲ့တယ်အဲ့ဒီနောက်မှာတော့အဝါရောင်ခရမ်းရောင်၃ခုနဲ့အနက်ရောင်ဆိုတဲ့မျက်စိချင်းမတက်တောက်ပတဲ့ဝိညာဉ်ကွင်း၅ကွင်းဟာကျွန်တော်ရဲ့ခြေပွားအောက်ကနေတကွင်းပြီးတကွင်းထွက်ပေါ်လာပြီးပတ်ချလဲကတ်ခုန်နေခဲ့ကြတယ်ကွင်းပြင်တစ်ခုလုံးတေလောက်အောင်တိတ်ဆိတ်သွားခဲ့တယ်သူကတကယ်ပဲဝိညာဉ်ဘရင်ဖြစ်နေတာပဲအသက်18နှစ်နဲ့ဝိညာဉ်ဘရင်ဖြစ်နေတာတင်ကြောက်စရာကောင်းနေပြီကိုသူ့ရဲ့စတုထမြောက်ဝိညာဉ်ကွင်းကိုကြည့်လိုက်ဦးအဲ့ဒါကတောင်းချီတက်တန်းရှိတဲ့အဆင့်ကိုရောက်နေပြီပြီးတော့ပုစမမြောက်ဝိညာဉ်ကွင်းကလည်းအနက်ရောင်ပဲချမ်းရွှေကျောင်းအုပ်ကြီးရဲ့မျက်လုံးတွေပြူးကျဲသွားပြီးအတန်တွေဟာလည်းပြင်းပြင်းထန်ထန်တုံရင်နေခဲ့ပါတယ်တတိယမြောက်ခေါင်းဆောင်ကြီးရဲ့တပည့်ဟာဒီလောက်အထိပါရမီထူးခြားနေတာပဲဒီတိုက်ကြီးရဲ့နံပါတ်1ပါရမီရှင်လို့တောင်ခေါ်လို့ရပါတယ်သူလိုချင်တဲ့ဘလို့အမျိုးသမီးကိုမဆိုရနိုင်ပါလျက်နဲ့ဘာဖြစ်လို့ကျမတို့ရဲ့ပင်းအာမဖြစ်ရတာလဲငါတပည့်ရဲ့ပါရမီကမြင်မာတယ်ဆိုပေမဲ့သူ့ရဲ့ဝိညာဉ်မှာတော့အလွန်အမင်းပြင်းထန်တဲ့မိစ္ဆာမီချိုးရင်းချက်ရှိနေတယ်လွန်ခဲ့တဲ့12နှစ်ပတ်လုံးသူဟာမယုံနိုင်စရာကောင်းတဲ့စိတ်သက်ခွန်အားနဲ့ဒါကိုအတင်းအကျပ်အောင်ရဲပြီးခံခဲ့ရတယ်ဒါကိုသုံးပြီးသူ့ရဲ့စိတ်သက်ကိုတောင်လေ့ကျင့်ခဲ့သေးတယ်ဒါပေမဲ့အခုဝိညာဉ်ဘရင်အဆင့်ကိုကြော်ဖြတ်ပြီးတဲ့နောက်မှာတော့မိစ္ဆာမီကလုံးဝပောက်ကွဲထွက်လာပြီးထိန်းချုပ်လို့မရတော့ဘူးဆရာဖြစ်သူကကျွန်တော်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်ရှောင်းရဲဟာစိတ်နှလုံးကောင်းမွန်တဲ့ကလေးပါသူဟာအပြစ်မဲ့တဲ့အမျိုးသမီးတွေကိုဒုက္ခပေးမဲ့အစားသူ့ရဲ့ခန္ဓာကိုပောက်ကွဲသွားမဲ့နာကျင်မှုကိုပဲအကြခံမဲ့သူမျိုးပါငါကသူ့ရဲ့ဆရာတယောက်အနေနဲ့ဒါကိုဆက်ပြီးကြည့်မနေနိုင်တော့လို့နည်းနည်းအတင်းကျပ်လုပ်ပြီးမင်းတို့ထန်းရွှေတင်တန်းကြောင်ကိုကိုယ်တိုင်ခေါ်လာခဲ့တာပဲချင်းလွန်းဒူလိုရဲ့အကြည့်တွေဟာလျှက်စီးလက်တလူမျိုးလူအုပ်ကြီးကိုဝေ့ကြည့်လိုက်တယ်ငါဟာဝိညာဉ်နန်းတော်ရဲ့တတိယမြောက်ခေါင်းဆောင်68အဆင့်ရှိတဲ့စူပါဒူလိုတယောက်ပဲငါတပည့်ဟာပါရမီထူးခြားရုံတင်မကပဲနှစ်ပေါင်းရာချီမှတယောက်သာပေါ်ထွက်လိမ့်ရှိတဲ့ဝိညာဉ်နှမျိုးပိုင်ရှင်လည်းဖြစ်တယ်ဝိညာဉ်နှမျိုးပိုင်ရှင်နဲ့လားချမ်းရွှေတင်တန်းကျောင်းကလူတိုင်းဟာမိုးချိုးပစ်ခံလိုက်ရတယ်လို့မျိုးလုံးဝဆွန့်သွားကြပါတော့တယ်လူတိုင်းအံ့အားသင့်ကုန်ကြပါတယ်အသက်18နှစ်အရွယ်ဝန်ရံရဲ့တောင်းနှစ်သက်တန်းရှိတဲ့ပထမဆုံးဝိညာဉ်ကွင်းကတင်လူတွေကိုတုံလုံးစေဖို့လုံလောက်နေပါပြီဒါကဒဏ္ဍာရီတဲကအမွှာဝိညာဉ်ဆွမ်းအားရှင်ဖြစ်နေတာပဲကျွန်တော်ဘေးမှာရက်ပြီးကိုဝိညာဉ်ကိုပြန်သိမ်းလိုက်တယ်ကျွန်တော်မျက်နှာကတော့အေးဆေးတည်ငြိမ်နေသေးပါဆရာကကျွန်တော်ရဲ့အမွှာဝိညာဉ်လျှို့ဝှက်ချက်ကိုလူပုံအလဲမှာထုတ်ပြောလိုက်ပေမဲ့ကျွန်တော်ရင်ထဲမှာဘာမှမခံစားရပါဘူးအခုကျွန်တော်နောက်မှာဝိညာဉ်နန်းတော်ဆိုတဲ့တစ်ပင်ကြီးရှိနေပြီးဘေးမှာလည်းအဆင့်68ရှိတဲ့စူပါတောင်လောဆရာတယောက်ရှိနေတာပဲအမွှာဝိညာဉ်လျှို့ဝှက်ချက်ပေါက်ကြားသွားရင်လည်းဘာဖြစ်မှာလဲဒီလောကမှာဘသူကကျွန်တော်ကိုထိရဲမှာလဲချင်းလွန်တောင်တော်ရဲ့အကြည့်တွေကတန်းရွှေကျောင်းတော်အုပ်စီရောက်သွားပါတယ်ရွှေပင်းအာကိုခေါ်ထုတ်လာပေးပါသူသားသဘောတူမယ်ဆိုရင်အားလုံးပျော်ရွှင်ရမှာပါဝိညာဉ်နန်းတော်ကလည်းမင်းတို့တန်းရွှေကျောင်းတော်ကိုမျက်နှာသာပေးမှာပါဒါပေမဲ့သူသားသဘောမတူဘူးဆိုရင်ချင်းလွန်တောင်တော်စကားကိုခဏရက်လိုက်တယ်သူဆက်မပြောပေမဲ့မေ့စင်ထားတဲ့သူ့မျက်လုံးတွေထဲကနေကြောက်စရာကောင်းတဲ့တက်ဖြတ်လိုစိတ်တွေနဲ့ PR တွေထွက်ပေါ်လာပါတယ်ကျောင်းတော်ကလူကြီးပိုင်းတွေအားလုံးတကိုယ်လုံးတုံရင်သွားပြီးမျက်နှာတွေပြာနှမ်းကုန်ကြတယ်ဒီစကားရဲ့အတိတ်ပဲကိုသူတို့ကောင်းကောင်းနားလည်တာပေါ့အကယ်၍ညှင်းဆန်ခဲ့ရင်ဒီနေ့တန်းရွှေကျောင်းတော်ဟာပြတ်သုံးခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ရွှေပင်းအားလည်းအတင်းအဓမ္မခေါ်ဆောင်သွားခံရမှာပါညှင်းဆန်ဖို့လမ်းစမရှိပါဘူးကျောင်းတော်အုပ်ကခါတီးစွာပြုံးလိုက်ပြီးခေါင်းကိုက်ဆိုင်ကျသွားတယ်သူဟာချက်ချင်းဆိုသလိုအိုမင်းသွားတယ်လို့ပါပဲစိတ်မရှိပါနဲ့ကျွန်တော်အခုပဲလူလွတ်ပြီးပင်းအားကိုခေါ်လိုက်ပါမယ်
တိတ်မကြခင်မှာပဲအပြားရောင်စပင်တွေနဲ့အေးဆက်တဲ့အလှတရားတွေပိုင်ဆိုင်ထားတဲ့မိန်းကလေးတစ်ယောက်ဆရာမတစ်ယောက်ရဲ့ဥဆောင်မှုနဲ့ထွက်လာပါတယ်သူကတော့ရွှေပင်းအားပါပဲကျောင်းတော်အုပ်ကျွန်ုပ်ကိုခေါ်လာလားရွှေပင်းအားကပတ်ဝန်းကျင်ကဖိအားကိုသတိထားမိလိုက်ပြီးချင်းလွန်တောင်တော်နဲ့ကျွန်ုပ်ကိုသတိကြီးကြီးနဲ့ကြည့်လိုက်ပါတယ်ကျောင်းတော်အုပ်ရဲ့မျက်ဝန်းတွေနေရဲနေပြီးအတန်တွေလည်းတုံရင်နေပါတယ်ပင်းအားဒီပုဂ္ဂိုလ်ကတော့ဝိညာဉ်နန်းတော်ရဲ့တတိယမြောက်ကိုယ်ွယ်ခံပုဂ္ဂိုလ်ကြီးပါသူ့ဘေးကလူကတော့သူ့ရဲ့တပည့်ရင်ဖမ်းရံမှာသူတို့ဒီနေ့လာတာကမင်းကိုလက်ထပ်ခွင့်တောင်းဖို့ပါလက်ထပ်ခွင့်တောင်းတာလားရွှေပင်းအားရဲ့အေးဆက်တဲ့မျက်နှာမှာဇဝေဇဝါဖြစ်မှုတွေပြည့်နေသွားတယ်သူမျက်မှောင်ကျုပ်လိုက်ပြီးကျောင်းတော်အုပ်ကျွန်တော်သူတို့ကိုလုံးဝမသိတယ်လို့ကျွန်တော်ကငယ်ပါသေးတယ်လို့ပြောလိုက်ပါတယ်ချင်းလွန်တောင်တော်ကသူ့စကားကိုဖျက်ပြောလိုက်တယ်သူ့တန်ကအေးဆေးပေမဲ့ညှင်းဆန်လို့မရတဲ့အရှိန်အဝါတွေပါဝင်နေပါတယ်ငါတက်တယ်ပဲပြောမယ်ရှောင်းရံရဲ့မိစ္ဆာမိရှံကိုထိန်းချုပ်ဖို့မင်းရဲ့ရေခဲဖိနှိပ်ဝိညာဉ်လိုအပ်တယ်မင်းလာသူ့ကိုလက်ထပ်မယ်ဆိုရင်ဝိညာဉ်နန်းတော်ကမင်းတို့တန်းရွှေကျောင်းတော်ကိုနှစ်ပေါင်းရာချီစီပင်အောင်အာမခံပေးမယ်မင်းသာလက်မခံဘူးဆိုရင်တော့ဒီနေ့ကစပြီးတန်းရွှေကျောင်းတော်ရှိနေဖို့မလိုတော့ဘူးရွှေပင်းအားတကိုယ်လုံးတုံသွားတယ်ညံကောင်းတဲ့သူဟာလက်ရှိအခြေအနေကိုချက်ချင်းနားလဲသွားတာပေါ့ဒါကလက်ထက်ခွင့်တောင်းတာမဟုတ်ပဲကျောင်းတော်တစ်ခုလုံးရဲ့အသက်နဲ့ချင်းချောက်ပြီးအတင်းအဓမ္မယူတာပါကျွန်တော်ရှိကိုတလန့်တိုးလိုက်ပြီးအေးဆက်လာပါတဲ့မင်းကလေးကိုကြည့်ကစည်ရင်မှန်နဲ့ပြောလိုက်ပါတယ်ရွှေမင်းကလေးဒီလိုနီးလန်းနဲ့တွေ့ဆုံရတာတောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့မိစ္ဆာမိရှံကတကယ်ပဲအန္တရာယ်ရှိနေလို့မင်းရဲ့အကူအညီလိုအပ်နေတာပါကျွန်တော်မှာအမွှာဝိညာဉ်ရှိတယ်အသက်16နှစ်မှာအဆင့်50နှစ်ရှိနေပြီအနာဂတ်ရဲ့ဒေါင်းတော်တိုက်ကြီးမှာကျွန်တော်တို့အတွက်နေရာတစ်ခုရှိမှတေချာပါတယ်ရွှေမင်းကလေးကျွန်တော်ကိုလက်ထပ်ဖို့ဆန္ဒရှိလားရွှေပင်းအားကကျွန်တော်ကိုကြည့်လိုက်ပြီးသူ့နောက်ကတုံလုံးနေတဲ့ကျောင်းတော်သားတွေကိုလှမ်းကြည့်ကခါးသီးစွာပြုံးလိုက်ပါတယ်ကျွန်တော်မှညင်းဆန်ပိုင်ခွင့်ရောရှိလို့လားတန်းရွှေကျောင်းတော်ရဲ့ဘေးကင်းမှုကိုအာမခံနိုင်တဲ့၍ကျွန်တော်လက်ထပ်ပါမယ်ဒါကိုဘယ်သူမှမထင်ထားမိပါဘူးအဲ့ဒီအချိန်မှာပဲပြတ်သားတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်ပင်းအားနင်းသူ့ကိုလက်မထပ်နိုင်ဘူးလူတိုင်းကြောင်သွားကြတယ်ချင်းလွန်တောင်တော်ကလည်းကျင်းတဲ့နေရာကနေချက်ချင်းဒေါသထွက်သွားပြီးဟိဟောက်လိုက်ကကြောက်စရာကောင်းတဲ့ဖိအားတွေထုတ်လိုက်ပါတယ်ဘသူကကန့်ကွက်တာလဲချီဟောကျောင်းတော်ကဟောဟူဟာသူ့အကိုဟော်ဟူရွှမ်းတဲ့အတူတန်းရွှေကျောင်းတော်ထဲရှောက်လာတာကိုတွေ့လိုက်ရတယ်သူတို့နောက်မှာတော့ဖုံးလျှောက်ထမ်းလဲတက်ပါလာပါတယ်ပင်းအားနင်းတကယ်ပဲဒီလိုမျိုးအနစ်နာခံပြီးမတွေ့ဘူးတဲ့လူကိုလက်ထပ်တော်မှလားရွှေပင်းအားမျက်ရည်ဝဲလာပြီးဟော်ဟူအမအဲ့ဒါဝိညာဉ်နန်းတော်ကတတိယမြောက်ပုဂ္ဂိုလ်ကြီးချင်းလွန်တောင်တော်ပဲသူကကျောင်းတော်တစ်ခုလုံးရဲ့အသက်နဲ့ချင်းချောက်နေတာကျွန်တော်လက်မခံလို့မရဘူးဘာဝိညာဉ်နန်းတော်ကလူတွေကတော့လွန်လွန်းလာချီလားဟော်ဟူရဲ့မျက်လုံးထဲမှာဒေါသမီတွေတောက်လောင်လာပါတယ်ဖုံးလျှောက်ထမ်းကလန့်သွားပြီးဟော်ဟူညီမလေးအဲ့ဒါပွဲရတောင်တော်ကြီးလေသွားမရှုပ်ပါနဲ့လို့ပြောလိုက်တယ်မင်းပါဆက်ပိတ်ထားစိတ်ပြက်စရာကောင်းတယ်မင်းရဲ့ရှမ်ဖုံးကျောင်းတော်ကိုပဲပြန်သွားလိုက်ဟော်ဟူကဖုံးလျှောက်ထမ်းကိုတွန်းထုတ်လိုက်တယ်ရွှေပင်းအားကခေါင်းခါပြပြီးဟော်ဟူကျွန်တော်မှတခြားရွေးချယ်စရာမရှိဘူးလို့ပြောလိုက်ပါတယ်ပောက်ကရတွေကတော့ဒီလောကမှာတရားဥပဒေမရှိဘူးဆိုတာမယုံဘူးဟော်ဟူကချင်းလွန်တောင်တော်ကိုစိုက်ကြည့်ပြီးဘယ်ပွဲရတောင်တော်ကများဒီလောက်ရှက်စရာကောင်းအောင်လုပ်နေတာလဲဆိုတာကြည့်ရသေးတာပေါ့ရိုင်းဆိုင်လာချီလာချင်းလွန်တောင်တော်ကအေးဆက်စွာအော်လိုက်ပြီးပင်လယ်လိုင်းလုံးတွေလိုကြောက်စရာကောင်းတဲ့ဖျားကြီးကိုထုတ်လွှတ်လိုက်ပါတယ်ဟော်ဟူရွှမ်းနဲ့ဖုံးလျှောက်ထန်းတို့ဟာခြေထောက်တွေပျော့ခွေသွားပြီးဒူးထောက်ကျသွားကြတယ်ဟော်ဟူကတော့သွားကိုတင်းတင်းကျိတ်ပြီးခံနိုင်ရှိအောင်စူးစမ်းနေပေမဲ့ခြေထောက်တွေတုံရင်နေပါတယ်ဝိညာဉ်အဆင့်လောက်ပဲရှိတဲ့ကောင်မလေးကငါ့ကိုဝေဖန်ရဲတဲ့ပေါ့ချင်းလွန်တောင်တော်ရဲ့မျက်လုံးတွေကအေးဆက်လာပါတယ်ဟော်ဟူကတော့အရှိန်ဝါရီကြားကနေအန်ကျိတ်ပြီးဘွဲရတောင်တော်တယောက်ဖြစ်ပြီးတော့ဒီလောက်ရှက်စရာကောင်းတဲ့အလုပ်ကိုလုပ်ရဲတယ်ပေါ့မင်းတို့ဝိညာဉ်နန်းတော်ကအားနေသူကိုနိုင်ထက်စီးနေလောက်တာကလွယ်ရင်ဘာတက်သေးလဲမင်းမဒီလိုအောက်တန်းစားနီးလန်းတွေပဲရှိတာလားတခြားဘာများတက်သေးလဲဒီစကားထွက်ပေါ်လာတာနဲ့တလောကလုံးတိတ်ဆိတ်သွားပြီးကောင်းကင်ရီအကယ်ဒမီရဲ့အဆင့်မြင့်အရာရှိတွေလည်းမျက်နှာပြတ်သွားကြပါတယ်ဝိညာဉ်နန်းတော်ရဲ့နတ်မင်းကြီးကိုဘသူကများဒီလိုစော်ကားဝင်မှာလဲသူကအစိမ်းရောင်ငှက်မွေးတစ်ချောင်းကိုထုတ်ပြီးဟော်ဟူကိုတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရွှေပင်းအားကဟော်ဟူရဲ့ရှိမှာကာကွယ်ပေးပြီးနတ်မင်းကြီးစိတ်လျှော့ပါဟော်ဟူကစိတ်ဆက်သွားရုံတင်မှာသူ့ကိုအနာတရားမဖြစ်အောင်စောင့်ရှောက်ပေးပါကျမအခုပဲရှင်တို့နဲ့လိုက်ခဲ့ပါမယ်လို့တောင်းပန်လိုက်ပါတယ်ဖုံးဆောင်ချမ်းကလည်းအရှိန်ဝါတွေကိုအန်တုပြီးနတ်မင်းကြီးခွင့်လွှတ်ပေးပါဟော်ဟူညီမလေးကစကားပြောချမ်းတာပါဝိညာဉ်နန်းတော်ကိုစော်ကားလိုတဲ့ဆန္ဒမရှိပါဘူးကျေးဇူးပြုပြီးသဘောထားကြီးကြီးထားပြီးခွင့်လွှတ်ပေးပါဦးလို့ကူညီတောင်းပန်ပေးခဲ့ပါတယ်နတ်မင်းကြီးကနှာခေါင်းရှုံးလိုက်ပြီးတိုက်ခိုက်ဖို့ပြင်နေတော့မှပဲကျွန်တော်ကရှေ့ကိုတက်လာပြီးဆရာတော်ဘာတော့လို့တားလိုက်ပါတယ်နတ်မင်းကြီးကဟော်ဟူကိုတစ်ချက်ကြည့်လိုက်ပြီးသူ့ရဲ့စွမ်းရည်တွေကိုပြန်သိမ်းလိုက်ပါတယ်ဟော်ဟူကမော်ဟိုက်နေပေမဲ့ကျွန်တော်ကိုမကြည်မနှက်စိုက်ကြည့်နေတော့မှပဲကျွန်တော်ကတော့သူ့ကိုအေးအေးဆေးဆေးပဲကြည့်ပြီးငါတို့ကအားကြီးသူကအားနေသူကိုနှိပ်စက်နေတာလို့ဆိုရင်မင်းတို့ကိုအခွင့်အရေးတစ်ခုပေးမယ်မင်းတို့၃ယောက်လုံးအတူတူတိုက်ပါငါ့ကိုခြေလန်းဝက်လောက်ဆုတ်သွားအောင်လုပ်နိုင်ရင်အခုချက်ချင်းပြန်လဲထွက်သွားပြီးမင်္ဂလာကိစ္စကိုထပ်မပြောတော့ဘူးဒါပေမဲ့မင်းတို့ရှုံးရင်တော့မင်းတို့ရဲ့အကယ်ဒမီကိုအခုချက်ချင်းပြန်သွားကြလို့ပြောလိုက်ပါတယ်ဖုံးဆောင်ထန်းကအံ့ဩသွားပြီးတယောက်နဲ့၃ယောက်လာလို့မေးပါတယ်ဟော်ဟူကတော့ပိုပြီးဒေါသထွက်သွားပြီးသူ့ရဲ့မျက်လုံးတွေထဲမှာတိုက်ခိုက်လိုစိတ်တွေပြင်းထန်လာပါတယ်မောက်မာလာချီလာမင်းကဝိညာဉ်ဘရင်ဖြစ်နေရင်တော့ငါတို့၃ယောက်လုံးကအဆင့်40ကျော်ဝိညာဉ်ပညာရှင်တွေပဲအကယ်ဒမီအသီးသီးရဲ့ထိပ်တန်းပါရမီရှင်တွေလည်းဖြစ်တယ်မင်းကိုမင်းတလောကလုံးမှာအတော်ဆုံးလို့ထင်နေတာလားလို့သူကပြောပါတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲလက်ကိုမြှောက်လိုက်ပြီးလက်ထဲမှာမီးရန်တွေထွက်ပေါ်လာကစကားတွေအများကြီးမပြောနေနဲ့တော့ဝိညာဉ်ကိုနှိုးဆွဲလိုက်ကြလို့ပြောလိုက်ပါတယ်နတ်မင်းကြီးကလည်းသူ့ရဲ့တပည့်အပေါ်ယုံကြည်မှုအပြည့်နဲ့နောက်ကိုဆုတ်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့ပထမဆုံးဝိညာဉ်ကွင်း၃ကွင်းကဂယုတစိုက်ရွေးချယ်ထားတဲ့အားဖြည့်ပေးနိုင်တဲ့စွမ်းရည်တွေပဲဖြစ်ပါတယ်ဒါတွေမကသေးပဲတစ်ချိန်ကငါ့ကိုနာကျင်စေခဲ့တဲ့မိခင်ဝိညာဉ်ကိုလည်းကျွမ်းကျင်စွာအသုံးချနိုင်ခဲ့ပြီးတိုက်ခိုက်နိုင်စွမ်းအရန်မြင့်မားတဲ့ကိုယ်ပိုင်စွမ်းရည်တစ်ခုကိုဖန်တီးခဲ့ပါတယ်ဝိညာဉ်နန်းတော်မှာငါဝိညာဉ်ပညာရှင်အဆင့်ပဲရှိသေးချိန်တုန်းကတော့မီရှန်ဖီနဲ့ဝိညာဉ်ကိုသုံးပြီးအဆင့်60ကျော်ဝိညာဉ်အေဂရစ်တယောက်ကိုအနိုင်ယူခဲ့ပူးတာကြောင့်အခုဝိညာဉ်ဘရင်အဆင့်ကိုရောက်နေတဲ့ငါအတွက်တော့ဒီ၃ယောက်ကိုကင်တွယ်ဖို့ကလွယ်လွယ်လေးပါပဲရွှေပင်းအားလည်းကျွန်တော်ရဲ့အစွမ်းအစကိုသိကျင်နေပါတယ်အသက်16နှစ်မှာဝိညာဉ်ဘရင်အဆင့်ကိုရောက်ပြီးအဆင့်69အထွတ်ထိပ်နတ်မင်းကြီးကဆရာဖြစ်နေတဲ့အပြင်ဝိညာဉ်2မျိုးပိုင်ဆိုင်ထားတဲ့သူကဘယ်လောက်တောင်အစွမ်းထက်မလဲဆိုတာကိုပေါ့
ဒါကမင်းကိုယ်တိုင်ရှာထွက်တာပဲလို့ဟော်ဝူကအော်ဟစ်ပြီးသူ့ရဲ့မီးရှံဝိညာဉ်ကိုထုတ်လိုက်ပါတယ်ဖုံးဆောင်ထန်းကလည်းလက်မလျှော့ကြနဲ့ငါတို့ရဲ့အစွမ်းကိုပြလိုက်စမ်းလို့အော်လိုက်ပါတယ်သူတို့၃ယောက်လုံးရဲ့ဝိညာဉ်စွမ်းအင်တွေကကျွန်တော်စီကိုဥတီလာပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဘာမှမဖြစ်တယ်လို့ပါပဲကျွန်တော်ရဲ့ဝိညာဉ်ကွင်းတွေထွက်လာတဲ့အခါမှာတော့ဖုံးဆောင်ထန်းကအံ့ဩသွားပြီးဒါကဘယ်လိုမျိုးအဖြစ်မှုလဲလို့မေးပါတယ်မကြောက်ကြနဲ့ငါတို့၃ယောက်ပေါင်းရင်သူ့တစ်ယောက်တည်းကိုမနိုင်စရာအကြောင်းမရှိဘူးလို့ဟော်ဝူကအားပေးပြီးသူ့ရဲ့ဝိညာဉ်စွမ်းရည်တွေကိုထုတ်သုံးလိုက်ပါတယ်ကျွန်တော်ကတော့ပြုံးလိုက်ပြီးကျွန်တော်ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုထုတ်သုံးလိုက်ပါတယ်ပြင်းထန်တဲ့ပောက်ကွဲမှုတွေဖြစ်သွားပြီးသူတို့၃ယောက်လုံးအဝေးကိုလွင့်စင်သွားကြပါတယ်အဲ့ဒီတိုက်ခိုက်မှုကရေနွေးပူနဲ့တွေ့တဲ့စီးနှင်းတွေလိုပဲတစ်စက္ကန့်တောင်မခံပဲပျက်စီးသွားပါတယ်တစ်ချက်တည်းနဲ့တင်ထိတ်တန်းပါရမီရှင်၃ယောက်လုံးရှုံးနိမ့်သွားခဲ့တဲ့အတွက်တလောကလုံးတိတ်ဆိတ်သွားပြီးရွှေပင်းအားလည်းအံ့ဩပြီးကြည်နေမိပါတယ်ဖုံးဆောင်ချမ်းနဲ့ဟော်ဝူရှင်တို့ကရှုံးနိမ့်မှုကိုလက်ခံလိုက်ကြပါတယ်ဟော်ဝူကတော့မကြေမနက်ဖြစ်ပြီးသွေးတွေအန်ထုတ်လိုက်ရပေမဲ့ရွှေပင်းအားကသူ့ကိုလာရဲပေးတဲ့အခါမှာတော့မျက်ရည်တွေဝဲပြီးပင်းအားတောင်းပန်ပါတယ်လို့ပြောပါတယ်ရွှေပင်းအားကတော့ခေါင်းခါလိုက်ပြီးမင်းပြစ်မဟုတ်ပါဘူးဒါကငါရဲ့ရွေးချယ်မှုပဲလို့ပြောလိုက်ပါတယ်နတ်မင်းကြီးကလည်းသဘောကျပြီးရေမောလိုက်ပါတယ်ကောင်းတယ်ငါရဲ့တပည့်ပြီးသားပါပဲတဲ့နတ်မင်းကြီးကရွှေပင်းအားကိုကြည့်ပြီးမင်းကလေးသွားကြဆိုဝိညာဉ်နန်းတော်ကိုပြန်ပြီးမင်္ဂလာဆောင်ကြတာပေါ့လို့ပြောလိုက်ပါတော့တယ်ဟော်ဝူကကျွန်တော်စီတုံတုံရင်ရင်နဲ့ရှောက်လာပြီးကျွန်တော်ဘာကိုမတော်တဆနမ်းလိုက်ပါတယ်တကွင်းလုံးမှင်တက်သွားပြီးရေခဲမလေးရွှေပင်းအားဆိုရင်ပိုလို့တောင်ကြောင်သွားပါတယ်တိုက်ကြီးတစ်ခုလုံးရဲ့အစင်းမြင့်ဝိညာဉ်ပညာရှင်တင်တန်းကျောင်းတွေရဲ့ထိပ်သီးပြိုင်ပွဲမှာနင့်ကိုငါတို့အနိုင်ယူပြမယ်လို့သူမကဆိုပါတယ်ကျွန်တော်သူမကိုအထက်စီးကနေကြည့်လိုက်ပြီးနှက်ခမ်းတောင်ကိုအနှဲငယ်ကွေးကပြုံးလိုက်ပါတယ်ငါဆောင်နေပါမယ်အဲ့ဒီအချိန်ကျရင်မင်းတို့ငါ့ကိုနည်းနည်းလောက်စိတ်လှုပ်ရှားအောင်လုပ်နိုင်ဖို့မျှော်လင့်ပါတယ်စကားဆုံးတာနဲ့ချင်းလွန်းတူလောကစိမ့်ပြရောင်လင်းတဲ့တစ်ခုဖြစ်ပြောင်းလဲသွားပြီးကျွန်တော်နဲ့ရွှေပင်းအားကိုခေါ်ဆောင်ကကောင်းကင်ရန်သို့ပြန်တက်သွားပါတယ်ဝိညာဉ်နန်းတော်ကိုသွားတဲ့လမ်းမှာကျွန်တော်ရဲ့ဇာတိရွာလေးဖြစ်တဲ့ကြားချင်းရွာကိုဖျက်သွားခဲ့ပါတယ်ကျွန်တော်မိဘတွေကိုဝိညာဉ်နန်းတော်ကိုခေါ်သွားချင်တာကြောင့်ဝင်ခဲ့တာပါစိမ့်ပြရောင်လင်းတန်းကကောင်းကင်ကနေဆင်းသက်လာပြီးကျွန်တော်အိမ်ရှိမှာငြိမ်သက်စွာရပ်တန့်သွားပါတယ်ကျွန်တော်တကားကိုမတွန်းရသေးခင်မှာပဲခြံထဲကနေဆဲဆူတန်တစ်ခုထွက်ပေါ်လာပါတယ်ဦးလေးဟော်ခမရတို့ဒီတစ်ခေါက်စော်တုံမျိုးကနေဘာလို့ဒီလောက်နေတဲ့ပစ္စည်းတွေပဲတည်လာတာလဲကျွန်တော်ဆရာကပြောထားတယ်ကျွန်တော်ရဲ့ဝိညာဉ်ကအာဟာရဖြစ်စေမဲ့အရာတွေအများကြီးစားဖို့လိုတယ်တဲ့ဒီပတ်စံလောက်ကတော့ကျွန်တော်ထမင်းဖို့တော့မလောက်ပါဘူးမဟုံကျွန်းလားသူကဘာလို့ကျွန်တော်အိမ်မှာရှိနေတာလဲဝိညာဉ်ချင်းတူနေတာကြောင့်တတိုင်းချနေပေမဲ့လည်းခြံထဲကတယောက်တရက်ဖြစ်နေတဲ့မိတက်အငွေ့တက်ကိုကျွန်တော်ကောင်းကောင်းခံစားရပါတယ်ကျွန်တော်ရဲ့တန့်စင်တဲ့မိတက်နဲ့ရှင်လိုက်ရင်ခြံထဲကအငွေ့တက်ကဘဲချိန်မဆိုပောက်ကွဲထွက်သွားနိုင်တဲ့အရေးသွေးနဲ့လောင်စာတစ်ခုလိုပါပဲရမတ်ဇောတွေနဲ့အကြမ်းဖက်မှုတွေပြည့်နေနေပါတယ်ချင်းလွန်းတူလောကမျက်ခုံးပစ်လိုက်ပြီးခြံထဲမှာဝါတုတ်တုတ်ကောင်လေးတယောက်ရှိနေတယ်လို့ပြောပါတယ်သူစီကမီးအငွေ့တက်ကမင်းနဲ့နည်းနည်းဆင်ပေမဲ့အရန်ကိုညစ်ပတ်လုံးပြီးကြည့်လို့တော့မရဘူးလို့ဆိုပါတယ်ကျွန်တော်မျက်လုံးတွေအေးဆက်သွားပါတယ်ရမတ်မီးတွေရဲ့ထိန်းချုပ်မှုကိုခံနေရတဲ့အမိုက်ကောင်ပါလားပင်းအားငါတို့ဝင်သွားရအောင်ခြံထဲကိုဝင်သွားတဲ့အခါစပင်နီနဲ့ဝတုတ်တုတ်လူငယ်တယောက်ကကြောက်စပွဲနားမှာစိတ်မရှိသလိုရက်နေပါတယ်သူရှိမှတော့ရိုးရိုးရင်ရင်ဝစ်စင်ထားတဲ့အလဲလက်အရွယ်ဇနီးမောင်နှံရှိနေပါတယ်အဖေမေကျွန်တော်ပြန်လာပါပြီကျွန်တော်တို့မိသားစု၃ယောက်သားနှွေးထွေးစွာဖက်လဲတကင်းနှုတ်ဆက်လိုက်ကြပါတယ်မဟုံကျွင်းကကျွန်တော်နောက်မှာလူတစ်ယောက်ပါလာတာကိုမြင်တော့သူ့မျက်လုံးထဲမှာမနာလိုစိတ်တွေဖြစ်ပြေးသွားပေမဲ့လေတံကျဲကြီးနဲ့អော်လိုက်ပါတယ်ဟော်ရန်မင်းအချိန်တိုက်ပြန်ရောက်လာတာပဲမိမိဘတွေကအခုဝိညာဉ်နန်းတော်ရဲ့အရှိန်ဝါနဲ့စီးပွားရေးတွေလုပ်နေတာဆိုတော့တရွာတဲသားချင်းကူညီတာဘာဖြစ်လို့လဲငါဆရာဖလန်ဒါကဝိညာဉ်သူတော်စင်တယောက်ပဲငါသာနောက်တစ်ချိန်ဒူလော့အဆင့်ရောက်သွားရင်မင်းတို့မိသားစုကိုမမေ့ပါဘူးကျွန်တော်လက်ကြည့်လိုက်တဲ့အခါမျက်နှာပေါ်ကနှွေးထွေးမှုတွေပျောက်ကွယ်သွားပြီးမဟုံကျွင်းကိုအေးဆက်စွာစိုက်ကြည့်လိုက်ပါတယ်ငါမိဘတွေမိုးလင်းကနေမိုးချုပ်အထိပင်ပန်းပန်းရှာထားတဲ့ပတ်စံတွေကိုယူပြီးစော်တုံမျိုးကပြည်တစားအိမ်တွေမှာတွားဖြုံးနေတာလားတကယ်ကိုယွန်စရာကောင်းလိုက်တာလူမိသွားတဲ့မဟုံကျွင်းကဒေါသအကြီးနဲ့သူ့ကိုယ်ပေါ်ကနေညစ်ပတ်တဲ့ခရမ်းရောင်မိတောက်တွေကိုထုတ်ဖော်လိုက်ပါတယ်မင်းပါတိလို့လဲဒါကငါကိုယ်တည်းကမိတက်ကိုထိန်းကြီးဖို့လုပ်တာပဲဟော်ရန်မင်းဝိညာဉ်နန်းတော်ရောက်သွားရုံနဲ့ကိုအထင်မကြီးနဲ့အောင်ငါကရှာရက်တင်နန်းကျောင်းရဲ့ပါရမီရှင်ဘီလူတယောက်ပဲပါရမီရှင်ဘလူးဟုတ်လားကျွန်တော်လောင်ပြုံးလိုက်ပါတယ်ကိုဝိညာဉ်တော်ကိုမထိန်နိုင်ပဲရမတ်ဇောတွေရဲ့ခိုင်ဖက်ဖြစ်နေတဲ့အမိုက်ကောင်ပဲမင်းတေချင်နေတာပဲမဟုံကျွင်းကဒေါသတကြီးအော်ဟစ်ပြီးမိတောက်တွေနဲ့တူကျွန်တော်စီပြေးဝင်လာပါတယ်ကျွန်တော်ကတော့ဝိညာဉ်ကိုတော့မထုတ်ပဲဒီအတိုင်းငြိမ်ရက်ပြီးသူ့ကိုစိုက်ကြည့်လိုက်ပါတယ်ကျွန်တော်စီကတန့်စင်ပြီးအရှိန်ဝါကြီးမားတဲ့အနီရောင်မိတက်တွေထွက်ပေါ်လာပြီးမဟုံကျွင်းကိုဖိနှိပ်လိုက်ပါတယ်သူ့ရဲ့ခရမ်းရောင်မိတောက်တွေကအထက်လူကြီးနဲ့တွေ့လိုက်ရတယ်လို့ချက်ချင်းပဲငြိမ်ကျသွားပါတယ်မဟုံကျွင်းကဒူးထောက်ကျသွားပြီးချွေးတွေတက်ဆက်ထွက်လာကကျွန်တော်ကိုကြောက်လန့်တကြားကြည့်နေပါတယ်ဟော်ရန်မင်းစောင့်နေလိုက်ဦးငါဆရာဖလန်ဒါကိုတွားခေါ်လိုက်မယ်သူကအဆင့်88ရှိတဲ့ဝိညာဉ်သူတော်စင်ပဲသူရောက်လာရင်မင်းတို့အလှပြင်ထားလိုက်တော့ကျွန်တော်လက်ပိုက်လိုက်ပြီးကောင်းပြီလေငါစောင့်နေမယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့တည်ငြိမ်မှုကိုမြင်တော့မဟုံကျွင်းကထွက်ပြေးသွားပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့မိတက်တွေကထိမရအောင်ဖြစ်လာပါတယ်ပြင်းထန်ပြီးပူပြင်းတဲ့မိတောက်တွေကကျွန်တော်တကူလုံးကိုဖုံးလွှမ်းသွားပြီးရမတ်ဇောတွေကကျွန်တော်ရဲ့အသိစိတ်ကိုဝါးမြူလာပါတယ်အဲ့ဒီအချိန်မှာကျွန်တော်မျက်လုံးထဲမှာရွှေပင်းအားဟာရမတ်ဖြေဖြောက်ဖို့ကရိယာတစ်ခုလိုဖြစ်နေပါပြီချင်းလွန်းဒူလော့ကဝိညာဉ်စွမ်းအားနဲ့ဖိနှိပ်ဖို့ပြင်လိုက်ပေမဲ့ရွှေပင်းအားကတားဆီးလိုက်ပါတယ်ဒူလော့ကြီးနဲ့အန်ကယ်တို့အန်တီတို့အပြင်ကိုခဏလောက်ထွက်ပေးပါကျမပဲဖြေရှင်းပါမယ်ကျွန်တော်ကိုယ်ထဲမှာမိတက်တွေတောင်းကျနေပါတယ်ရွှေပင်းအားကလည်းစိုးရိမ်တကြီးဖြစ်နေပါတယ်လက်မထက်ရသေးတာကြောင့်အဲ့ဒီကိစ္စမျိုးကိုလုပ်ဖို့မဖြစ်နိုင်ပါဘူးသူမရဲ့နီးလန်းတွေနဲ့အေးတက်ကိုတုံးပြီးကျွန်တော်ကိုငြိမ်သက်အောင်လုပ်ပေးပါတယ်အဲ့ဒီအေးတက်နဲ့မိတက်တို့ကကျွန်တော်ကိုယ်ထဲမှာအပြင်းအထန်တိုက်ပွဲဖြစ်နေကြပါတယ်အချိန်အတော်ကြာပြီးနောက်မှာတော့ကျွန်တော်သတိပြန်ဝင်လာပါတယ်နိုးလာတဲ့အခါရွှေပင်းအားနဲ့မျက်လုံးချင်းစုံသွားပြီးကျွန်တော်တို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာတမျိုးလေးခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ကနေမဟုံကျွင်းရဲ့မောက်မာတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်ဆရာအဲ့ဒီလူကဒီဟော်ရန်ဆိုတဲ့တယောက်ပဲ
ခြံတကားကိုကန်ဖွင့်ပြီးမာဟုံကျွင်းကဖလန်ဒါနဲ့အတူဝင်လာပါတယ်ဖလန်ဒါကကျွန်တော်ကိုမြင်မြင်ချင်းပဲမှတ်မိသွားပါတယ်လွန်ခဲ့တဲ့12နှစ်ကသူ့ရဲ့ဖိတ်ခေါ်မှုကိုညှင်းပယ်ခဲ့တဲ့ကလေးလေးပဲမဟုတ်လားလွန်ခဲ့တဲ့12နှစ်ကသူဟာဖိတ်ခေါ်မှုကိုလက်ခံပြီးဝိညာဉ်နန်းတော်ရဲ့အဖွဲ့ခွဲတစ်ခုကိုဝင်ရောက်သွားခဲ့တယ်ဒီကောင်လေးဝိညာဉ်နန်းတော်မှာဘယ်လောက်ထိတိုးတက်လာလဲဆိုတာသူသိချင်နေခဲ့တာပါသူ့ရဲ့ပြောင်းလဲနေတဲ့မိစ္ဆာမီဟာတာမန်လူတွေထိန်းချုပ်နိုင်တဲ့အရာမဟုတ်ပါဘူးဝိညာဉ်နန်းတော်ကတကယ်ပဲသူ့ကိုကူညီနိုင်ခဲ့တာလားဒါမှမဟုတ်သူလည်းမဟုတ်ကျွန်းလိုပဲအဲ့ဒီလိုနေရာမျိုးတွေမှာမိစ္ဆာမီကိုဖြေဖြောက်ပြီးအခုထိအသက်ရှင်နေတာလားဒါကိုတွေးပြီးတော့ဖလန်ဒါရဲ့စိတ်ထဲမှာယုံကြည်ချက်တွေပိုရှိလာပါတယ်ဖလန်ဒါကလက်နှစ်ဖက်ကိုနောက်ပစ်ပြီးမန်ပါပါနဲ့ပြောလိုက်ပါတယ်ကောင်လေးမတွေ့တာ12နှစ်ရှိပြီဆိုတော့တော်တော်ကြီးလာတာပဲမဟုံကျွန်းပြောတာတော့မင်းခုနကသူ့ကိုနှိပ်စက်ယုံတင်မကပဲငါ့ကိုတောင်ထဲ့မတွက်ဘူးလို့ပြောတယ်ဆိုမဟုံကျွန်းကဖလန်ဒါရဲ့နောက်ကနေခေါင်းပြူပြီးအော်ဟစ်လိုက်ပါတယ်ဝမ်ယန်ငါဆရာကအဆင့်88ဝိညာဉ်သူတော်စင်ကွာမင်းခုနကတော်တော်မှန်တက်နေတယ်မဟုတ်လားအခုဘာလို့ငြိမ်နေတာလဲအမြန်ဒူးထောက်တောင်းပန်ပြီးမင်းအဖေနဲ့အမေရဲ့ပတ်စံတွေကိုငါဆရာကိုကြော့လိုက်စမ်းဒါဆိုရင်တော့မင်းကိုတစ်ချိန်လောက်ခွင့်လွှတ်ပေးကောင်းပေးလိမ့်မယ်ကျွန်တော်ကတော့သူ့ကိုမျက်လုံးနဲ့တောင်ထည့်မကြည့်ပါဘူးဖလန်ဒါ12နှစ်ကြာသွားပြီမဲ့မင်းရဲ့မှန်တက်တဲ့အချင်းကတော့တစ်ဆက်ကလေးမှမပြောင်းလဲသေးပါလားဖလန်ဒါရဲ့မျက်နှာပြတ်သွားပြီးပြောလိုက်ပါတယ်ကောင်းလေးမင်းရဲ့လူကြီးမိဘတွေကဆရာနဲ့တပည့်ကြားကကျင့်ဝတ်ကိုမတင်ပေးလိုက်ဘူးလားမင်းကဝိညာဉ်နန်းတော်ကလူဖြစ်နေရင်တော့ဝိညာဉ်သူတော်စင်တယောက်ကိုတော့အ ਨੇ ဆုံးအယိုအသေးပေးတင်တယ်ကျွန်တော်ကလှောင်ပြုံးလိုက်ပြီးပြောပါတယ်ကိုတပည့်ရဲ့ဝိညာဉ်အားနည်းချက်ကိုတော့မဖြေရှင်းပေးနိုင်ပဲမိမတွေစီမှာသွားပြီးဖြေဖြောက်ခိုင်းတဲ့အတုံးမကျတဲ့ဆရာမျိုးကငါရဲ့အယိုအသေးကိုရဖို့ထိုက်တန်လို့လားဖာတဲ့ဖလန်ဒါကဒေါသထွက်သွားပြီးဝိညာဉ်သူတော်စင်ရဲ့ဖိအားတွေကိုချက်ချင်းထုတ်လွှတ်လိုက်ပါတယ်ဝိညာဉ်နန်းတော်ကမင်းကိုဒီနှစ်တွေမှာဘလို့စည်းကမ်းတွေတင်ပေးလိုက်လဲဆိုတာငါကြည့်ရသေးတာပေါ့ဖလန်ဒါရဲ့ဖိအားပေးမှုကိုရင်ဆိုင်ရချိန်မှာကျွန်တော်ကတော့တီတီငိမ့်ငိမ့်ပါပဲမျက်တောင်တောင်တစ်ချက်မခတ်ပါဘူးကြောက်မက်ဖွယ်ကောင်းတဲ့အနီးရင်အောင်မီးရံတွေကကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကနေပောက်ကွဲထွက်လာပါတယ်ဝိညာဉ်ကိုလည်းထုံမသုံးတယ်လို့ဝိညာဉ်ကွင်းတွေကိုလည်းမပြပါဘူးစင်ကြယ်လုံးနဲ့မီးရှံရဲ့အငွေ့သက်တွေကတင်ဖလန်ဒါဂုံယူနေတဲ့ဝိညာဉ်သူတော်စင်ဖိအားတွေကိုရိုက်ခွဲလိုက်ပါတယ်ဖလန်ဒါရဲ့မျက်နှာပြတ်သွားပြီးနောက်ကို3လမ်းလောက်ဆုတ်သွားရပါတယ်တကားပေါင်ကိုတိုက်မိမှပဲခန္ဓာကိုယ်ကိုထိန်းနိုင်ပါတော့တယ်သူကကျွန်တော်ကိုမယုံကြည်နိုင်စွာစိုက်ကြည့်ပြီးပြောပါတယ်မင်းရဲ့ဝိညာဉ်စွမ်းအားနဲ့ဒီမီးရှံရဲ့စင်ကြယ်မှုကမဖြစ်နိုင်တာမိစ္ဆာမီကဒီလောက်ထိစင်ကြယ်သွားနိုင်စရာအကြောင်းမရှိဘူးမဟုတ်ကျွင်းကအခြေအနေကိုသဘောမပေါက်သေးပဲအော်ပြောနေတော့မှာပဲဆရာဘာတွေပြောနေတာလဲသူ့ကိုမြ мян တွန်းတင်ဆုံးမလိုက်စမ်းပါကျွန်တော်တို့ရှရိုက်အကယ်ဒမီရဲ့စွမ်းအားကိုသူသိသွားအောင်လုပ်လိုက်ပါဖလန်ဒါကဒေါသကြီးနဲ့ပါဆက်ပိတ်ထားဖို့អော်လိုက်ပါတယ်သူ့ရဲ့နှဖူးမှာချွေးတွေထွက်နေပါပြီခုနကထိတွေ့မှုအရကျွန်တော်ရဲ့မီးရှံကအညစ်အကြေးတစ်စက်မှမရှိုံတင်မကပဲသူ့ရဲ့ဇီးကွက်ဝိညာဉ်ကိုပါပြင်းပြင်းထန်ထန်ဖိနှိပ်ထားတာကိုသူခံစားလိုက်ရပါတယ်ကျွန်တော်ရဲ့စွမ်းအားကဒီဝိညာဉ်သူတော်စင်ထက်မနှိမ့်ကြပါဘူးကျွန်တော်ကမတ်တက်ရက်ပြီးဖလန်ဒါကိုအထက်စီးကနေကြည့်ပြီးမေးလိုက်ပါတယ်ဘာလို့ဆက်မလုပ်တော့တာလဲလွန်ခဲ့တဲ့12နှစ်ကမင်းကျွန်တော်အိမ်ကိုရောက်လာပြီးတလောကလုံးမှာမင်းတယောက်ပဲကျွန်တော်ဝိညာဉ်အားနည်းချက်ကိုပြုပြင်ပေးနိုင်တယ်လို့ပြောခဲ့တယ်မဟုတ်လားအခုတော့မင်းလေ့ကျင့်ပေးထားတဲ့ထူးချွန်တဲ့တပည့်ကိုကြည့်လိုက်အောင်အညစ်အကြေးတွေနဲ့ပြည့်နေတဲ့မိစ္ဆာမီကိုမိမတွေစီမှာပဲအားကိုးပြီးအသက်ဆက်နေရတယ်ဖလန်ဒါရဲ့မျက်နှာကပြားနှံသွားပြီးဘာမှပြန်မပြောနိုင်ပါဘူးမင်းရဲ့ဂုဏ်ယူမှုတွေကငါမျက်လုံးထဲမှာတော့အဖိုးမတန်ပါဘူးမင်းရဲ့အတုံးမကျတဲ့တပည့်ကိုခေါ်ပြီးငါအိမ်ကနေအမြန်ထွက်သွားစမ်းအဲ့ဒီအချိန်မှာပဲအခန်းထဲကနေတည်ငြိမ်ပြီးအရှိန်ဝါကြီးမားတဲ့အတန်ကြီးတန်ထွက်ပေါ်လာပါတယ်အဖိုးကခုနကတွေးနေတာဘလို့လူမိုက်မျိုးကအဖိုးရဲ့တပည့်ကိုလာပြီးစော်ကားနေတာလေလို့ပေါ့ချင်းလန်ချန်လောကလက်ဖက်ရည်ခွက်ကိုကင်ပြီးအခန်းထဲကနေဖြည်းဖြည်းချင်းထွက်လာပါတယ်ဖလန်ဒါကိုတစ်ချက်တောင်လှည့်မကြည့်ပါဘူးဖလန်ဒါကတော့ဒီလိုဝိညာဉ်စွမ်းအားမရှိသလိုနဲ့တာမန်လူအိုကြီးလိုဖြစ်နေတဲ့ချင်းလန်ချန်လောကိုကြည့်ပြီးအသက်အန္တရာယ်ကြုံနေရတယ်လို့ခံစားလိုက်ရပါတယ်ချင်းလန်ချန်လောကမျက်တောင်ကိုအตาရပင့်ကြည့်လိုက်ပါတယ်ဝုန်းကနဲ့အတန်နဲ့အတူကြောက်မက်ဖွယ်ကောင်းတဲ့ဖိအားတွေကဖလန်ဒါနဲ့မဟုံကျွင်းပေါ်ကိုချက်ချင်းကျရောက်သွားပါတယ်ဒါကဝိညာဉ်သူတော်စင်ဒါမှမဟုတ်ရှန်လောရဲ့ဖိအားမျိုးမဟုတ်ပါဘူးအဆင့်69အထုပ်ထိပ်ရှန်လောရဲ့ပြင်းထန်လာတဲ့ဖိအားပါဖလန်ဒါနဲ့မဟုံကျွင်းတို့တစ်စက္ကန့်တောင်မခံနိုင်ပဲကျမ်းပြင်ပေါ်ကိုဒူးထောက်လဲကျသွားပါတယ်ကျမ်းပြင်တွေတောင်ကွဲအပ်သွားရပါတယ်သူတို့နှစ်ယောက်လုံးကျမ်းပြင်မှာကပ်နေပြီးလက်ချောင်းလေးတောင်လှုပ်လို့မရတော့ပါဘူးအယိုးတွေစီကနေအတန်တွေတောင်ထွက်လာပါတယ်ငါကချင်းလန်ပါလွန်ခဲ့တဲ့နှစ်တွေကငါတပည့်ကိုလူယူဖို့စူးစမ်းခဲ့တဲ့ငှက်ဆုပ်ကမင်းပဲပေါ့ဖလန်ဒါကခေါင်းကိုခက်ခဲစွာမော့ကြည့်လိုက်ပါတယ်သူ့မျက်နှာတစ်ခုလုံးဖုံတွေနဲ့ချွေးတွေပိတ်ကျန်နေပြီးမျက်လုံးထဲမှာတော့ထိတ်လန့်မှုတွေအပြည့်ပါပဲချင်းလန်ကြံလော့စူပါရှန်လော့တယောက်လားလွန်ခဲ့တဲ့နှစ်တွေကသူညင်းပယ်ခဲ့တဲ့ကောင်လေးကဝိညာဉ်နန်းတော်ရဲ့အထက်တန်းလွာစူပါရှန်လော့တယောက်ကိုဆရာတင်ထားလိုက်မယ်လို့သူဘလို့မှထင်မထားခဲ့ပါဘူးချင်းလန်ရှန်လော့ရဲ့မျက်လုံးတွေကအေးဆက်သွားပြီးဖိအားတွေကိုထပ်တိုးလိုက်ပါတော့တယ်ဖလန်ဒါကပါဇက်ကနေသွေးတွေအန်ထုတ်လိုက်ပြီးအတန်တုံတုံရင်ရင်နဲ့တောင်းပန်ရှာတယ်စီနီယာစိတ်လျှော့ပါကျွန်တော်မျက်စိမရှိလို့ဟွမ်ယန်ကစီနီယာတပည့်မှမသိခဲ့လို့ပါဘေးနားကမဟုံကျွင်းကတော့ကြောက်လုံးလို့မျက်ရည်တွေနာရည်တွေထွက်နေပြီးဘောင်းဘီထဲမှာတောင်စီးထွက်နေပြီးတရားဆက်ဥချရင်တောင်းပန်နေတယ်ကျွန်တော်မှားသွားပါပြီကျွန်တော်နောက်တစ်ခါမလုပ်တော့ပါဘူးကျွန်တော်တို့ကိုလွှတ်ပေးပါနောက်ဆိုပတ်စံလာမတောင်းတော့ပါဘူးဆရာခွင့်လွှတ်ပေးလိုက်ပါသူတို့ကိုတွားခိုင်းလိုက်ပါလို့ဟွမ်ယန်ကပြောလိုက်တော့မှချင်းလွန်းတောက်လော့ကသူ့ရဲ့ကြောက်စရာကောင်းတဲ့ဖိအားတွေကိုရုပ်သိမ်းလိုက်တယ်မင်းတို့လိုအဆင်မရှိတဲ့လူတွေကိုငါမျက်စိရှိမှနောက်တစ်ခါထပ်မမြင်ပါစေနဲ့ဖလန်ဒါနဲ့မဟုံကျွန်းတို့ဟာတေဘေးကလွတ်လာတဲ့အတွက်အသက်ကိုဝါဝါရှူပြီးချွေးပြန်ကလမ်းဘေးကွေးတွေလိုထွက်ပြေးသွားကြတယ်သူတို့ပြေးသွားတဲ့ပုံစံကိုကြည့်ပြီးရေခဲမလေးရွှေပင်းအားကမရေပဲမနေနိုင်ဘူးဒါလားရှရိုက်အကယ်ဒမီရဲ့အကြောင်းကြီးတကယ်ကိုအံ့ဩစရာပဲ
နေ့လယ်စာစားပြီးနောက်ဆရာကကျွန်တော်တို့ကိုစိတ်ဝိညာဉ်မျိုးတော်စီဆက်ပြီးခေါ်သွားတယ်လမ်းမှာ Shrike Academy ကိုဖြတ်သွားတော့ဆရာကစိတ်ဆွမ်းအားနဲ့တစ်ချက်ကြည့်လိုက်ပြီးလောင်ပြုံးလိုက်တယ်ဘာတွေဒီလောက်ဆူညံနေတာလဲကြည့်ရတာဟိုဖလန်ဒါဖွင့်ထားတဲ့ Shrike Academy ကျောင်းသားတစ်ခေါ်နေတာပဲဒီလိုစုပ်ပြတ်တက်နေတဲ့ကျောင်းမှာဘလို့လူတော်တွေရှိမှလဲကလေးတွေကိုအချိန်ဖြုံးနေတာပဲကျွန်တော်ကတော့အပြင်ပန်းမှာဘာမှမဖြစ်တယ်လို့နေပေမဲ့စိတ်ထဲမှာတော့ဆရာမသိသေးဘူးဒီကျောင်းထဲမှာအခုတကယ်လူတော်တွေရှာဒီနေတယ်လို့တွေးနေမိတယ်ဒါပေမဲ့ကျွန်တော်ချက်ချင်းပဲတန်တရားဖြစ်သွားတယ်ဆရာကအဆင့်68ရှိတဲ့တောက်တော့တယောက်ဖြစ်ပေမဲ့ရှောင်းဦးရဲ့ကိုဘောကနှစ်သိန်းသားရဲ့အငွေသက်ကိုဘာလို့မရိပ်မိတာလဲချက်ချင်းပဲကျွန်တော်သဘောပေါက်သွားတယ်ဒါဟာလှုပ်ဝက်စွာစောင့်ရှောက်နေတဲ့ထန်ဟောင်ရဲ့လက်ချက်ပဲဖြစ်ရမယ်အဲ့ဒီခွေးအိုကြီးကထန်ဆန်းနောက်ကိုအမြဲတမ်းတစ်ကောက်ကောက်လိုက်နေတာကိုသူကကူညီဖုံးကွယ်ပေးထားရင်တော့ဆရာမသိတာမဆန်းပါဘူးဒါပေမဲ့ကျွန်တော်ဖွင့်မပြောဖို့ဆုံးဖြတ်လိုက်တယ်အခုချိန်မှာရှောင်းဦးကိုတက်လဲကျွန်တော်အတွက်ဘာမှအကျိုးမရှိဘူးကျွန်တော်ရဲ့လက်ရှိအဆင့်နဲ့နှစ်သိန်းဝိညာဉ်ကွင်းကိုစုပ်ယူဖို့မဖြစ်နိုင်သေးဘူးအတင်းစုပ်ယူရင်ခန္ဓာကိုယ်ပေါက်ကွဲပြီးတည်သွားနိုင်တယ်အဲ့ဒီအစားသူတို့ကိုထန်ဆန်းနာမှာပဲအရင်မွေးထားလိုက်အောင်မယ်အချိန်တန်လို့အင်အားနဲ့ခန္ဓာကိုယ်အရေးချင်းပြည့်စုံလာမှဒီအလကားရမယ်ဝိညာဉ်ကွင်းနဲ့ဝိညာဉ်ရိုးကိုသွားသိမ့်မယ်အခုအရေးကြီးဆုံးကတော့နေဝင်တော့အုပ်ထဲကရေခဲနဲ့မီးရှံအိုင်ပဲအဲ့ဒီမှာရှိတဲ့နတ်ဆေးပင်တွေကိုရနိုင်ရင်ကျွန်တော်ရဲ့မီးရှံဟာအစွန်းကုန်မီးရှံအဖြစ်ပြောင်းလဲသွားလိမ့်မယ်နောက်ပြီးဆရာအတွက်တင့်တော်တဲ့ဆေးပင်တစ်ပင်ရှာပေးနိုင်ရင်ဆရာရဲ့အဆင့်ကို68အထိတက်လန်းနိုင်အောင်ကူညီပေးနိုင်လိမ့်မယ်အဲ့ဒီလိုဆိုရင်တန်ရာအဟောင်းတွေရှိနေတဲ့ထန်ဟောင်ကိုနှိမ်နှင်းဖို့ကဆရာအတွက်အရန်လွယ်ကူသွားလိမ့်မယ်တိတ်မကြခင်မှာပဲကျွန်တော်တို့စိတ်ဝိညာဉ်မျိုးတော်ကိုရောက်လာကြတယ်ရွှေပင်းအာကပတ်ဝန်းကျင်ကခန်းကြားထဲဝါတဲ့အဆောက်အုံတွေကိုကြည့်ပြီးပြည်ရန်ရွှေမျိုးတော်ထက်ပိုပြီးခန်းကြားတာပဲလို့အော်ဒါကြီးပြောရှာတယ်ကျွန်တော်ကပြုံးပြီးအခုကစပြီးဒါဟာမင်းရဲ့အိမ်အစ်စ်ပဲပင်းအာမင်းအရင်နားနေလိုက်ပါခဏနေရင်ငါမင်းကိုကြောင်းသွင်းဖို့ခေါ်သွားမယ်လို့ပြောလိုက်တယ်ရွှေပင်းအာကိုနေရာချပေးပြီးနောက်ကျွန်တော်ဆရာစီသွားပြီးတောင်းဆိုဆရာရှိတယ်လို့ပြောလိုက်တယ်ဆရာကျွန်တော်နဲ့အတူနေဝင်တော့အုပ်ကိုတစ်ခေါက်လောက်လိုက်ခဲ့ပေးပါဆရာကမျက်မှောင်ကျုပ်ပြီးဘာသွားလို့မှလဲမင်းကဝိညာဉ်ကွင်းအစ်စ်လိုအပ်တဲ့အစင်မှမဟုတ်သေးတာလို့မေးတယ်ကျွန်တော်ကကျွန်တော်ရဲ့မီးရှံကိုအစွန်းကုန်ဖြစ်အောင်ရှေးဟောင်းစာအုပ်ထဲမှာဖတ်ဖူးတဲ့ရေခဲနဲ့မီးရှံအိုင်ကျောင်းကိုရှင်းပြလိုက်တယ်အဲ့ဒီမှာရှိတဲ့နတ်ဆေးပင်တွေကကျွန်တော်ကိုကူညီနိုင်လိမ့်မယ်ဆရာကအဲ့ဒီနေရာကဒုက္ခပေါ်ရဲ့နယ်မြေဖြစ်နေလို့စိတ်ပူနေတယ်ကျွန်တော်ကတော့ယုံကြည်မှုအပြည့်နဲ့အားနည်းဆုံးတောက်တော့တယောက်ကဆရာရှိမှဘာမှမဟုတ်ပါဘူးလို့ပြောလိုက်တယ်အဲ့ဒီကနတ်ဆေးပင်တွေကဆရာကိုလည်းအဆင့်68ရောက်အောင်ကူညီပေးနိုင်လိမ့်မယ်လို့ပြောတော့ဆရာမျက်လုံးတွေဝင်းလက်သွားတယ်ဆရာလိုအဆင့်မှာတဆင့်တက်ဖို့ဆိုတာကောင်းကင်ဘုံကိုတက်ရတယ်လို့ခက်ခဲတာလေဒါနဲ့ပဲဆရာကကောင်းပြီးပင်းအာကိုနေရာချပေးပြီးရင်ငါမင်းနဲ့လိုက်ခဲ့မယ်ဟိုအစိတ်အိုကြီးငါလန်းကိုပရဲလားကြည့်ကြတာပေါ့လို့ပြောတယ်တစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာဝိညာဉ်တောက်တော့ကဘယင်မကြီးကိုအစီရင်ခံနေတယ်အရှင်မင်းကြီးချင်းလွှတ်နဲ့ဟွမ်ယန်ပြန်ရောက်ပါပြီဟွမ်ယန်ဟာအခုအဆင့်90ဝိညာဉ်ဘရင်ဖြစ်နေပါပြီဘရင်မကြီးပြည်ပြည်တုံးကမျက်လုံးကိုဖွင့်လိုက်ပြီးအသက်18နှစ်နဲ့ဝိညာဉ်ဘရင်ဖြစ်နေတာလားတကယ်ကိုမီးရှံဖီးနစ်နဲ့အမောင်တကားဝိညာဉ်ပိုင်ရှင်ပဲလို့ချီးကျူးလိုက်တယ်ဝူဟန်နန်းတော်ရဲ့ပြိုင်ဘက်ကင်းပါရမီရှင်ပေါ့သူကတက်ပြင်းတစ်ချက်ချလိုက်တယ်လွန်ခဲ့တဲ့12နှစ်ကငါဟာသူတော်စင်တစ်ပါးပဲရှိသေးတယ်အခြေအနေရကြောင့်နေရာတိုင်းမှာအလျှော့ပေးခဲ့ရတာငါပုတ်ရဟန်းမင်းကြီးဖြစ်လာတဲ့အခါသူ့ကိုငါရဲ့ဓာတ်ရိုက်တစ်ပည့်အဖြစ်လက်ခံပြီးဝူဟန်နန်းတော်ရဲ့အရင်းမြစ်အားလုံးကိုတုံးပြီးဂယုတစိုက်လေ့ကျင့်ပေးမယ်လို့တွေးခဲ့တာကံမကောင်းစွာနဲ့ပဲနောက်ကျသွားခဲ့ပြီးငါကချန်ရွှန်ကြီးနဲ့အဲ့ဒီလူရုပ်မာတွေကိုရှင်းထုတ်နေတော့မှပဲဒီကောင်လေးကိုချင်းလွန်းဆိုတဲ့အဖိုးကြီးကအရင်ဦးအောင်ခေါ်သွားပြီးကိုးကွယ်ရကျောင်းတော်ရဲ့လူဖြစ်သွားစေခဲ့တယ်။ကွီမေကခေါင်းငုံထားပြီးရှေ့ကပုတ်ရဟန်းမင်းကြီးအကြောင်းကိုဝင်မပြောရဲဘူး။အခုနောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်။သူတို့ဒီတစ်ခေါက်ပြန်လာတဲ့အခါသူတို့နဲ့အတူအရန်လာတဲ့မိန်းကလေးငယ်တစ်ယောက်ပါလာတယ်။သူကချမ်းရွှေအကယ်ဒမီကဖြစ်ပုံရတယ်ဘီဘီတုံးကမျက်မှောင်ကျုပ်လိုက်ပြီးထိုင်ကုန်လက်တန်းကိုလက်ချောင်းလေးနဲ့အသာရခောက်နေတယ်။ဟွမ်ယန်ကဝူဟန်နန်းတော်အစင်းမြင့်ဝိညာဉ်သခင်အကယ်ဒမီမှာ12နှစ်လုံးနေခဲ့တာ။သူကရွှေရောင်မျိုးဆက်ရဲ့အဓိကမန်နိုင်ဖြစ်နေတာကြပြီးငါရဲ့တိုက်ရိုက်တပိဟူလီယနာကဟွမ်ယန်အပေါ်ဘလောက်ထိလေးစားအားကြပြီးချစ်မြတ်နိုးတယ်လဲဆိုတာပုတ်ရဟန်းမင်းကြီးနန်းတော်တစ်ခုလုံးသိကြတယ်။နာနာကအခုကြင်ကြံချင်းခမ်းမထဲမှာရှိနေတော့ဒီသတင်းကိုသိအောင်မှာမဟုတ်ဘူး။နာနာကမမာနာကြီးတဲ့ကောင်မလေးပဲ။12နှစ်လုံးသူ့မျက်လုံးထဲမှာဟွမ်ယန်တယောက်ပဲရှိခဲ့တာ။အခုဟွမ်ယန်ကမိန်းကလေးတယောက်ကိုဝူဟန်မြို့စီရုတ်တရက်ခေါ်လာတယ်ပေါ့။ဘီဘီတုံးရဲ့မျက်လုံးတွေကမှောင်မိုင်သွားတယ်။မင်းကြင်ကြံချင်းခမ်းမကိုတွားလိုက်။နာနာကြင်ကြံတာပြီးသွားတဲ့အခါဒီကိစ္စကိုသူ့ကိုတိမ်တိမ်မွေ့မွေ့ပြောပြလိုက်ပါ။သူ့ကိုစိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားပါစေတွေ့တဲ့အချိန်ကျမှစိတ်လှုပ်ရှားပြီးအမှုအရာပြတ်မသွားအောင်လုပ်ပါကွီမေကအမိန့်ကိုနာခံပြီးနန်းတော်ထဲမှာအရေးတစ်ခုလိုပျောက်ကွယ်သွားတယ်ဘီဘီတုံးရဲ့အကြည့်တွေကအေးဆက်ပြီးအန္တရာယ်ရှိလာတယ်ဟွမ်ယန်မင်းခေါ်လာတဲ့မိန်းကလေးကနာနာရဲ့စိတ်ကိုမနာကျင်စေဖို့ပဲမျှော်လင့်ပါတယ်နောက်တနေ့မနက်မှာငါကရွှေပင်းအာကိုခေါ်ပြီးကျောင်းအပ်ဖို့ဝူဟန်နန်းတော်အကယ်ဒမီကိုသွားခဲ့တယ်ရွှေပင်းအာကငါ့ကိုကောင်းငုံပြီးကြည့်နေပြီးသူ့မျက်လုံးထဲမှာစိုးရိမ်မှုတွေပြည့်နေတယ်မင်းခန္ဓာကိုယ်ထဲကမကောင်းတဲ့မိတောက်တွေကငါကရေမောရင်းပြောလိုက်တယ်စိတ်မပူပါနဲ့ငါအခုထိထိန်းထားနိုင်ပါသေးတယ်ငါရဲ့ခံစားချက်အရာနောက်တစ်ချိန်အပြင်းထန်ပောက်ကွဲဖို့ကနောက်ထပ်တစ်လလောက်လိုသေးတယ်။တစ်လဆိုတဲ့ကန့်သက်ချက်ကိုကြားတော့ရွှေပင်းအာကခေါင်းလင်းငုံသွားတယ်။ငါသူ့ကိုဝူဟန်မြို့ကိုအတင်းကျပ်ခေါ်လာရတဲ့ရည်ရွယ်ချက်ကသူ့ရဲ့နှင်းဖိနှင်းဝိညာဉ်ကိုတုံးပြီးမကောင်းတဲ့မိတောက်ကိုထိန်းချုပ်ဖို့ဆိုတာသူကောင်းကောင်းသိတယ်။အလုံးစုံနောက်ထပ်တစ်လပေါ့။သူ့စိတ်ထဲမှာမတက်တာတဲ့ခံစားချက်လေးတွေဖြစ်ပေါ်လာပေမဲ့ချက်ချင်းပဲပြန်စဉ်းစားမိတယ်။မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာနောက်ဆုံးတော့အားကိုးထိုက်တဲ့ခင်မွန်းကောင်းတစ်ယောက်လိုအပ်တာပဲ။ငါရဲ့ပါရမီခွန်အားနောက်ခံတဲ့ရုပ်ရည်တွေကသူ့ရဲ့မျှော်လင့်ချက်တွေကိုပြည့်မီစေုံတင်မကပဲအများကြီးတောင်ကျော်လွန်နေတယ်။ဒီလိုထူးချွန်တဲ့အမျိုးသားတယောက်စီမှာကိုပုံအပ်လိုက်တာကကောင်းမွန်တဲ့လမ်းဆုံးတစ်ခုပါပဲ။သွားကြစို့ကျောင်းမှာနာမည်သွားသွင်းရအောင်။နောက်ဆိုဝူဟန်နန်းတော်အကယ်ဒမီမှာငါမင်းကိုစောက်ရှောက်ပေးမယ်။အဲ့ဒီအချိန်မှာပဲဝူဟန်နန်းတော်အကယ်ဒမီရဲ့ကျင့်ကြံခြင်းခန်းမှာအပြင်ဘက်မှာရှယ်ရွက်ရန်နဲ့ဟူလီယနာတို့3ယောက်ရှိနေကြတယ်။ဟွမ်ယန်ဆိုတဲ့ကောင်လေးကငါတို့ထက်အရင်ဦးအောင်အဆင့်90ကိုကျော်ဖြတ်ပြီးဝိညာဉ်ဘရင်ဖြစ်သွားတယ်ပေါ့။တကယ်ကိုထူးဆန်းတဲ့ကောင်ပဲ
ရှေ့ရွက်ရဲ့အတန်ထဲမှာအံ့ဩချီးကျူးမှုတွေပါဝင်နေတယ်ဟူလီယန်နာကတော့စိတ်မပါသလိုဖြစ်နေပြီးလှပတဲ့မျက်နှာပေါ်မှာစိုးရိမ်စိတ်တွေနဲ့မနာလိုတဲ့အရေးအယောင်တွေတွေ့နေရတယ်ရှေ့ရွက်ကမတက်တာသလိုတက်ပြင်းချလိုက်တယ်တော်ပါတော့နာနာဟွမ်ယန်အပေါ်မင်းရဲ့စိတ်ကဘယ်လောက်ရှိတယ်ဆိုတာအားလုံးသိကြပါတယ်မင်းသူ့ကိုကြိုက်တယ်ဆိုတာနဖူးမှာစာရေးထားသလိုသိတာနေတာပဲအခုသူပြန်လာတာနဲ့အဲ့ဒီမိန်းကလေးကိုတော့မတွေ့ရသေးပဲဒီမှာစိတ်ကူးရင်ပြီးမနာလိုဖြစ်နေတာကတန်လို့လားအကိုဘာတွေလျှောက်ပြောနေတာလဲဟူလီယန်နာကမျက်နှာလေးหนีသွားပေမဲ့နှက်ခမ်းကိုကိုက်ပြီးခေါင်းငုံထားတယ်ငါကစဉ်းစားလို့မရယုံတင်ပါသူဘာဖြစ်လို့ချမ်းရွှေအကယ်ဒမီကမိန်းကလေးကိုရုတ်တရက်ခေါ်လာရတာလဲဘေးမှာရက်နေတဲ့ရန်ကဒါကိုမြင်တော့စိတ်ထဲမှာဝမ်းသာသွားပြီးသူ့အတွက်အခွင့်အရေးရပြီလို့တွေးလိုက်တယ်သူကကျင်နာတဲ့ပုံစံဖမ်းပြီးအနားကိုတိုးလာတယ်နာနာစိတ်မကောင်းမဖြစ်ပါနဲ့ဒီလိုလူမျိုးအတွက်ဝမ်းနဲ့နေရတာမတန်ပါဘူးစဉ်းစားကြည့်ပါဦးမင်းကသူ့အပေါ်မှာစိတ်ရင်းရှိမှန်းသိရတဲ့သူကအပြင်မှာတခြားမိန်းကလေးတွေနဲ့ပတ်သက်နေပြီးဝူဟန်မြို့ကိုတောင်ပြောင်းကျခေါ်လာခဲ့တယ်ဒါကမင်းရဲ့ခံစားချက်ကိုသူလုံးဝဂရုမစိုက်ဘူးဆိုတာတက်တည်ပြနေတာပဲပြောရရင်ဟွမ်ယန်ကအတ္တကြီးတဲ့လူယုံမှာပဲမင်းကဒီလောက်ထူးချွန်တာဘာလို့သူ့တယောက်တည်းကိုပဲဆွဲလန်းနေမှာလဲမင်းနားမှာမင်းကိုပိုနားလဲပြီးပိုချစ်ပေးမဲ့သူတွေရှိနေတာပဲမင်းပါစက်ပိတ်ထားစမ်းရန်စကားမဆုံးခင်မှာပဲဟူလီယန်နာကမော့ကြည့်လိုက်ပြီးအေးဆက်တဲ့အကြည့်တွေနဲ့ကြည့်နေတယ်ရန်မင်းကဘာမို့လို့ဟွမ်ယန်ကိုကြွယ်ရမှာအတင်းပြောရတာလဲသူ့ရဲ့ပါရမီကပြိုင်ဘက်ကင်းတယ်လို့ငါတို့ထဲမှာလည်းသူကအင်အားအကြီးဆုံးပဲသူကဒီလောက်ထူးချွန်တာတခြားမိန်းကလေးတွေကြိုက်တာကတဘာဝပဲသူဘသူကိုခေါ်လာမင်းကဝင်ပြောစရာမလိုဘူးနောက်တစ်ခါသူ့အကြောင်းမကောင်းပြောတာထက်ကြရင်ငါဘက်ကမညဘူးလို့မပြောနဲ့ရန်ကအန်အော်ဘီဟူလီယန်နာကိုကြည့်ကစွန့်သွားတယ်ရှေ့ရွက်ကရန်ရဲ့ပခုံးကိုကင်ပြီးဖြောင်းဖြလိုက်တယ်နာနာရဲ့စိတ်ထဲမှာဟွမ်ယန်ကဘလို့နေရာမှာရှိလဲဆိုတာမင်းသိရနဲ့ဘာလို့ကိုပြဿနာရှာနေတာလဲငါတို့၃ယောက်ကငငယ်ကလေးကအတူတူကြီးပြင်းလာတာငါကသူ့အပေါ်အဆအရာလိုက်ရောပေးခဲ့တာဘာကြောင့်လဲဘာဖြစ်လို့လဲဆိုတော့မင်းကသူ့ကိုမနိုင်လို့ပေါ့ချန်ဘူးကလည်းသူနဲ့မရှင်နိုင်ဘူးရှဲရွက်ကဓာတ်တစ်ချက်နဲ့အနိုင်ယူလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကအပြုံးတစ်ခုနဲ့ဖြည်းဖြည်းချင်းရှောက်လာတာကိုမြင်လိုက်ရတယ်ဘေးမှာတော့သပင်အပြာမျက်လုံးအပြာနဲ့အေးဆက်ပြီးလှပလုံးနဲ့မိန်းကလေးတစ်ယောက်ပါလာတယ်သူကတော့ရွှေပင်းအားပါပဲဟူလီယန်နာကဒေါသထွက်နေတော့မယ်ဒါပေမဲ့ကျွန်တော်ကိုမြင်လိုက်တာနဲ့သူ့မျက်လုံးတွေချက်ချင်းလင်းလက်သွားတယ်အရင်ကစိတ်ညစ်စရာတွေအကုန်ပျောက်သွားပြီးဟွမ်ယန်နေတကယ်ပြန်လာပြီလားလို့ပြောလိုက်တယ်သူကမသိစိတ်ကနေအမြန်လန်းလာပေမဲ့ကျွန်တော်ဘေးကရွှေပင်းအားကိုမြင်လိုက်တဲ့အခါခြေလမ်းတွေရက်တန့်သွားပြီးနှုတ်ခမ်းသားကအပြုံးတွေလည်းတောင့်တင်သွားတယ်ဒါကဘာတူလဲလို့သူကမေးလိုက်တယ်ဟူလီယန်နာရဲ့မျက်လုံးတွေကရွှေပင်းအားကိုရန်လိုတဲ့အကြည့်တွေနဲ့အထက်အောက်ကြည့်နေတယ်ရွှေပင်းအားကတော့ဆူရှာတဲ့အကြည့်တွေကြောင့်အနေရခတ်သွားပေမဲ့ရင်ကျေးပြူငါစွာခေါင်းညစ်ပြလိုက်တယ်ကျွန်တော်ကဟူလီယန်နာရဲ့ရန်လိုမှုကိုသတိပြုမိလိုက်တယ်ဘာမှမပြောဘဲရှေ့ကိုတလန်တိုးပြီးရွှေပင်းအားကိုဘေးကနေကာကွယ်လိုက်ရင်အပြုံးနဲ့မိတ်ဆက်ပေးလိုက်တယ်သူကရွှေပင်းအားပါကောင်းကင်ရေဝိစာအကယ်ဒမီကကျောင်းသားတစ်ယောက်ပေါ့ဒီတစ်ခေါက်ကျွန်တော်သူ့ကိုခေါ်လာတာကဝိညာဉ်နန်းတော်အကယ်ဒမီကိုဝင်ခွင့်လျှောက်ဖို့အတွက်ပါနောက်ဆိုအားလုံးကကျောင်းနေဘက်တွေဖြစ်သွားမှာပါကျွန်တော်ကကာကွယ်ပေးနေတဲ့ပုံစံကိုမြင်တော့ဟူလီယန်နာရဲ့ရင်ထဲမှာဖော်ပြလို့မရတဲ့ခံစားချက်တွေဖြစ်ပေါ်လာပြီးမျက်ဝန်းတွေတောင်မြင်မြန်းလာတယ်ဝိညာဉ်နန်းတော်ကိုရောက်ချင်းမှာပဲပုံရဟန်းမင်းကြီးစီတောင်မသွားပဲသူ့ကိုကြောင်းသွင်းဖို့ပဲလုပ်နေတာလားဘေးကရန်ကလည်းမနေနိုင်တော့ဘူးသူချစ်ရတဲ့အမျိုးသမီးဒီလောက်ထိစိတ်မကောင်းဖြစ်နေတာကိုမြင်တော့ရန်ကဒေါသတကြီးရှေ့တိုးလာပြီးကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးကအော်ဟစ်လိုက်တယ်မင်းကဘလို့ယောက်ျားမျိုးလဲနာနာကနေတိုင်းမင်းပြန်လာဖို့စောင့်နေတာမင်းကြတော့အပြင်ကမိန်းကလေးတစ်ယောက်ကိုခေါ်လာပြီးအကယ်ဒမီကိုထည့်ပေးဖို့လုပ်နေတယ်မင်းနာနာကိုဘလို့သဘောထားတာလဲဒီစကားတွေပြောလိုက်တဲ့အခါပတ်ဝန်းကျင်ကလေတူးကချက်ချင်းတိတ်ဆိတ်သွားတယ်ရွှေပင်းအားကမျက်မှောင်ကျုပ်သွားပြီးကျွန်တော်ရဲ့အပြုံးတွေလည်းချက်ချင်းပျောက်ကွယ်သွားတယ်အစားထိုးဝင်ရောက်လာတာကတော့အေးဆက်ဆက်အချိန်ဝါတွေပါပဲရက်မင်းရမ်းများသွားပြီလို့မထင်ဘူးလားကျွန်တော်မျက်လုံးတွေကိုအနှဲငယ်မှိလိုက်တယ်အဆင့်50နဲ့ဝိညာဉ်ဘရင်ရဲ့ PR တွေနဲ့အတူအလွန်ပြင်းထန်တဲ့ Phoenix Mission တွေကသူ့စီကိုအရှိန်အဟုန်နဲ့ကြားရောက်သွားတယ်ကျွန်တော်ဘသူ့ကိုဘာလို့မင်းကဝင်ပြောစရာမလိုပါဘူးမင်းမကျေနပ်ရင်အခုပဲဝိညာဉ်ကွင်းထဲကိုတွားလို့ရတယ်ရန်ကအဲ့ဒီ PR ကြောင့်နောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်သွားပြီးမျက်နှာကလည်းဖြူဖြော်သွားတယ်ဟူလီယန်နာကချက်ချင်းလှည့်ကြည့်ပြီးရန်ကိုဒေါသတကြီးအော်ဟစ်လိုက်တယ်ပြီးတော့ကျွန်တော်ဘက်ကိုပြန်လှည့်ကြည့်တယ်မျက်ဝန်းတွေမြည်မြန်းပြီးနှက်ခမ်းကိုတင်းတင်းစိတ်ထားရင်ဝမ်းနေတဲ့အတန်နဲ့ပြောလိုက်တယ်ဟွမ်ယန်နဲ့အခုမှဝိညာဉ်ဘရင်အဆင့်ကိုရောက်တာဆိုတော့ငါမနှောက်ယှက်တော့ဘူးဒါပေမဲ့အကယ်ဒမီရဲ့စီးမြင့်တွေကိုနင်သိမှာပါဘယ်သူမဆိုဒီကိုအလွယ်တကူဝင်လို့မရဘူးသူဘလောက်အရေးချင်းရှိလဲဆိုတာငါကြည့်ကျင်သေးတယ်သူကရွှေပင်းအားကိုအသေးချာကြည့်လိုက်တယ်ရွှေပင်းအားကအကယ်ဒမီကိုဝင်ကျင်နေဆိုရင်ရတယ်ငါရဲ့ဝိညာဉ်စွမ်းအားငါးပုံတစ်ပုံနဲ့ထုတ်သုံးမဲ့တိုက်ကွက်သုံးကွက်ကိုခံနိုင်ရရှိရင်ဆရာတွေကိုနင့်ကိုလက်ခံဖို့ငါပြောပေးမယ်ဟူလီယန်နာနင်လွန်သွားပြီနော်ကျွန်တော်ဒီလိုကာကွယ်ပေးတာကိုမြင်တော့ရွှေပင်းအားကအယမ်းစိတ်လှုပ်ရှားသွားတယ်ဒါပေမဲ့သူကကျွန်တော်အတွက်ဝင်ထုတ်ဝင်ဖို့မဖြစ်ချင်ဘူးရွှေပင်းအားကရှေ့ကိုတလန်တိုးလိုက်ပြီးမင်းသမီးလာခဲ့ပါလို့ပြောလိုက်တယ်ရွှေပင်းအားရဲ့အလွန်အေးမြတဲ့ရေခဲဖိနစ်ပေါ်လာတဲ့အခါလေ့ကျင့်ရေးကွင်းတစ်ခုလုံးအေးခဲသွားသလိုဖြစ်သွားတယ်အေးဆက်တဲ့အရှိန်ဝါတွေကဟူလီယန်နာစီကိုဓာတ်ရိုက်ဥတီသွားတယ်ကျွန်တော်ကတော့ဘေးကနေလက်ပိုက်ကြည့်နေတယ်အရင်ကတော့သူတို့နှစ်ယောက်ရဲ့တကယ်စွမ်းရည်ကိုပဲကြည့်ချင်တာဒါပေမဲ့နောက်တစ်စက္ကန့်မှာကျွန်တော်ကိုယ်တည်းကမိစ္ဆာဖိနစ်ဝိညာဉ်ကရုတ်တရက်တုန်ခါသွားတယ်ရွှေပင်းအားရဲ့ရေခဲဖိနစ်ကတခုခုကိုလှုပ်ဆော်လိုက်တယ်လို့ပဲတခုခုတော့မှားနေပြီဒါကမိစ္ဆာမိရှန်တွေထိမ့်မရတာမဟုတ်ဘူးကျွန်တော်ဝိညာဉ်ကိုတုန်လှုပ်စေတာကရွှေပင်းအားရဲ့ကိုယ်တည်းကတန့်စင်လုံးနဲ့ရေခဲဖိနစ်အရှိန်ဝါပဲဖိနစ်သွေးချင်းတူနေတဲ့အတွက်သူ့ရဲ့ရေခဲနဲ့ကျွန်တော်ရဲ့မိကပဲ့တင်ထက်သွားတယ်ကျွန်တော်ရင်ထဲမှာပူနွေးလာပြီးမျက်လုံးတွေကလည်းကွင်းထဲကအပြာရောင်ပုံရိပ်လေးစီမှာပဲရှိနေတော့တယ်ကျွန်တော်ရဲ့မိစ္ဆာဖိနစ်သွေးကမာဟုံကျွင်းရဲ့အပြစ်အနာစာရှိတဲ့မိစ္ဆာမိရှန်ထက်အများကြီးပိုအားကောင်းတယ်
ဒါပေမဲ့အမြဲတမ်းနှိပ်ကွပ်ခံထားရပြီးလုံးဝအသွင်မပြောင်းနိုင်ခဲ့ဘူးအကယ်၍ရွှေပင်းအားရဲ့ရေခဲဖိနစ်ကိုသုံးပြီးမလိုအပ်တာတွေကိုဖယ်ရှားနိုင်မယ်ဆိုရင်ကျွန်တော်ဝိညာဉ်ကတာမန်ဖိနစ်အဆင့်ကိုကျော်လွန်ပြီးအမှောင်တကားနဲ့ရှင်နိုင်တဲ့အဆင့်မြင့်ဖိနစ်ဖြစ်လာနိုင်တယ်ဒါသာအောင်မြင်မယ်ဆိုရင်တကယ့်ကိုအကျိုးအမြတ်ကြီးမှာပဲကွင်းထဲမှာတော့ဟူလီယက်နာရဲ့ကိုကနေပန်းရောင်အလင်းတန်းတွေထွက်ပေါ်လာတယ်ဝိညာဉ်ကွင်းလေးကွင်းကနောက်မှာပေါ်လာတယ်သူ့မျက်လုံးတွေထဲမှာဆွဲမဖွယ်ကောင်းတဲ့အလင်းတွေပါနေတယ်စိတ်ဝိညာဉ်လိုင်းတွေကရွှေပင်းအာစီကိုဥတီသွားတယ်ပထမဝိညာဉ်စွမ်းရည်ဆွဲဆောင်ခြင်းရွှေပင်းအာရဲ့မျက်နှာကရေခဲပြင်လိုအေးဆက်နေတယ်သူကနောက်မဆုတ်ပဲရှေ့ကိုတလန်းတိုးလိုက်တယ်ကျွန်တော်ကိုထိန်းချုပ်ချင်တာလားမင်းသမီးနဲ့အရေးချင်းကအဲ့လောက်မရှိသေးပါဘူးသူကလက်ကိုအตาရမြောက်လိုက်တဲ့အခါအပြာရောင်ဝိညာဉ်စွမ်းအားတွေချက်ချင်းပြန့်နှံ့သွားတယ်ပထမဝိညာဉ်စွမ်းရည်ရေခဲဖုံးလွှမ်းခြင်းအေးဆက်တဲ့အချိန်ဝါတွေကရေခဲပြင်တွေဖြစ်ပြောင်းလဲသွားပြီးမြေပြင်ကနေတဆင့်ချင်းတိုးလာကဟူလီယက်နာရဲ့ခြေထောက်တွေစီရောက်သွားတယ်ဟူလီယက်နာကလင်းမြန်စွာရှောင်တိန်လိုက်ပေမဲ့မျက်လုံးထဲမှာတော့မကျေနပ်မှုတွေပါနေတယ်မင်းရဲ့တုတ်ပြန်မှုကမနှေးဘူးပဲဒါပေမဲ့အဆင့်50ဝိညာဉ်စွမ်းအားကွာခြားချက်ကိုစကားပြောရုံနဲ့တော့မဖြည့်ဆည်းနိုင်ဘူးရွှေပင်းအာကလက်ချောင်းတွေကိုစူးစီးလိုက်တဲ့အခါသူ့ရဲ့မျက်ဝန်းတွေကအပြာရောင်တွေပိုတောက်လာတယ်စရင်သွင်းလိုက်တာနဲ့အားလုံးကိုကိုစားမပြုပါဘူးအရှင်မင်းသားရှန်ယူတတိထားပါနော်ကွင်းပြင်ပါကစူးစမ်းတဲ့မျက်လုံးတွေအများကြီးပဲနဘူးပေါ်မှာလိန်ညာမှုဆိုတဲ့စာလုံးနှလုံးကိုရေးထိုးချင်နေကြတာဟွမ်ယန်မင်းမြင်နေမဟုတ်လားနာနာရဲ့စွမ်းအားကဒီမိန်းကလေးနဲ့ရှင်လို့ရတာမဟုတ်ဘူးသူရှုံးသွားရင်မင်းစည်းကအတိုင်းသူ့ကိုကြောင်းကနေထွက်သွားခိုင်းတာအကောင်းဆုံးပဲကျွန်တော်သူ့ကိုဂယုမဆိုင်အားပါဘူးရွှေပင်းအာရဲ့ရေခဲစွမ်းအားကအရန်တန့်စင်ပြီးစိတ်ဓာတ်ကလည်းတည်ငြိမ်နေဟူလီယနာရဲ့အကျွမ်းကျင်ဆုံးညှို့တက်ကသူ့ရှိမှတော်တော်လေးအတားဆီးဖြစ်နေတယ်တကယ်လို့အဆုံးအထိတက်ရမယ်ဆိုရင်နိုင်ရှုံးကအဲ့လောက်မလွယ်ကူဘူးပိုပြီးအရေးကြီးတာကကျွန်တော်ခန္ဓာကိုယ်ထဲကအဲ့ဒီတောင်းတမှုကပိုပြီးပြင်းထန်လာတယ်မီဖီနစ်ကအသက်ကယ်ဆေးနှံကိုရလိုက်တယ်လို့မျိုးရွှေပင်းအားရှိတဲ့ဘက်ကိုအယူအမူတိုးကပ်သွားခြင်းနေတယ်ကျွန်တော်သူ့ကိုစိုက်ကြည့်ရင်ရင်ထဲမှာပိုပြီးပူလောင်လာတယ်တင်းအားမင်းကတကယ်ပဲငါရဲ့ကံကောင်းခြင်းရှင်လေးပါပဲကွင်းထဲမှာရေခဲပြရောင်နဲ့ပန်းရောင်ဝိညာဉ်စွမ်းအားနှစ်ခုကပြင်းထန်စွာရိုက်ခတ်နေတယ်ဟူလီယနာရဲ့ကိုဟန်ကလျင်မြန်ဖြက်လက်ပြီးဒုတိယဝိညာဉ်ကွင်းကရုတ်တရက်လင်းထိန်လာတယ်ဒုတိယဝိညာဉ်စွမ်းရည်ညှို့ယူခြင်းအလင်းကြီးမားတဲ့ပန်းရောင်အလင်းတန်းတွေဖြန့်ကျက်သွားတယ်ရွှေပင်းအာစီကိုနေရာလက်မကျန်ဥတီသွားတယ်ရွှေပင်းအာကတော့အထိတ်တလန့်မဖြစ်ပဲရေခဲချက်ဝတ်ကတကိုယ်လုံးကိုချက်ချင်းဖုံးလွှမ်းသွားတယ်ဒုတိယဝိညာဉ်စွမ်းရည်ရေခဲချက်ဝတ်တန်စာအဲ့ဒီကြည်လေးနဲ့ရေခဲချက်ဝတ်ကညှို့ယူတဲ့စွမ်းအားကိုအပြင်မှာပဲတားဆီးထားနိုင်ခဲ့တယ်အဲ့ဒီနောက်သူကလက်ကိုတစ်ချက်ဝေ့ရမ်းလိုက်တော့တတိယဝိညာဉ်ကွင်းကလင်းလာတယ်တတိယဝိညာဉ်စွမ်းရည်ခုခံရေးရေခဲကွင်းရေခဲပြရောင်အလင်းကွင်းကပြင်းထန်စွာပောက်ကွဲထွက်သွားတယ်အနားကိုကပ်လာတဲ့ဟူလီယနာကချက်ချင်းပဲခြေလန်းနဲ့ငယ်နောက်ကိုလွင့်ဆင်သွားတယ်ဟူလီယနာရဲ့မျက်လုံးထဲမှာဒေါသတွေပိုထွက်လာတယ်ရွှေပင်းအာမင်းကခုခံတာပဲတတ်တာလားရွှေပင်းအာကရေခဲမြူတွေကြားထဲမှာရက်နေရင်အတန်တိုးတိုးလေးနဲ့ပြောလိုက်တယ်ကျမမှာဒီเจ้าမှာနေဖို့အရေးချင်းရှိတယ်ဆိုတာကိုတက်တည်ပြနေတာပါဟူလီယနာရဲ့ကိုပေါ်ကစတုထဝိညာဉ်ကွင်းကချက်ချင်းလင်းလာပြီးတကိုယ်လုံးအလင်းတွေတောက်ပသွားတယ်ရွှေပင်းအာကလည်းစတုထဝိညာဉ်ကွင်းကိုလင်းစေလိုက်တယ်လေထုရဲ့အပူချိန်ကရေခဲမတ်အောက်ကိုတန်းကျသွားတယ်ဝေဟင်ထက်မှာနှင်းပွင့်တွေတောင်အများကြီးဖြစ်ပေါ်လာတယ်ဝိညာဉ်စွမ်းအားနှစ်ခုကထိတ်တိုက်တွေ့ပြီးပောက်ကွဲတော့မဲ့အခြေအနေပဲကျွန်တော်ခြေလမ်းပြင်လိုက်ပြီးအနီရောင်ရိပ်ကသူတို့နှစ်ယောက်ကြားထဲကိုချက်ချင်းဝင်ရောက်သွားတယ်ဘဲဘက်လက်ကမီးစွမ်းအားတွေတက်ကြွနေပြီးညာဘက်လက်ကနဂါးလက်သေးလိုမဲမောင်နေတယ်အตาရလေးပဲနှစ်ဖက်လုံးကဝိညာဉ်စွမ်းအားတွေကိုတပြိုင်နက်ခြေဖြတ်လိုက်တယ်တော်ပြီလေ့ကျင့်တာကိုဒီလောက်နဲ့ပဲရက်လိုက်ရအောင်ဟူလီယနာကတံပြန်တက်ရောက်မှုကြောင့်နောက်ကိုခြေတလန်းဆုပ်သွားရပြီးမျက်ရည်ဝဲနေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတယ်ရှင်ကသူ့ကိုထပ်ပြီးကာကွယ်ပေးပြန်ပြီးတကယ်တော့ကျမကအသာစီးရနေတာလေကျွန်တော်နည်းနည်းစိတ်ပြတ်သွားမိတယ်မင်းတို့နှစ်ယောက်တကယ်အရှိန်နဲ့တိုက်ခိုက်မိမှာကိုစိုးရိမ်လို့ပါတယောက်ယောက်ထိခိုက်သွားရင်ဘယ်သူမှဖြေရှင်းရခက်လိမ့်မယ်ကျွန်တော်ရှက်ရွက်ဘက်ကိုလှည့်ကြည့်လိုက်တယ်ရှက်ရွက်မင်းမဲရက်ခိုင်းလိုက်ပါအောင်ရှက်ရွက်ကခဏလောက်ငြိမ်နေပြီးမှဟူလီယနာနာကိုရှောက်သွားတယ်နာနာရက်လိုက်ပါတော့ဒီမိန်းကလေးရဲ့ရေခဲစွမ်းအားကအရန်တန့်စင်နဲ့မင်းရဲ့ညှို့တက်ကိုအများကြီးထိန်းချုပ်ထားနိုင်တယ်သူကအဆင့်41နဲ့မင်းရဲ့အဆင့်46ကိုအသာစီးမရအောင်တောင့်ခံထားနိုင်တာပဲဒီမှာနေဖို့တကယ်ပဲအရေးချင်းရှိပါတယ်ဟူလီယနာရဲ့မျက်နှာကပိုပြတ်သွားတယ်အကူကပါသူစိမ့်ဘက်ကပါနေတာလားဘေးနာကရန်ကလည်းဒေါသထွက်လွန်းလို့ခုံတက်မတက်ဖြစ်နေပေမဲ့ဟူလီယနာကဆက်မတိုက်တော့တဲ့အတွက်သူလည်းပဲအောင့်ထားလိုက်ရတယ်ရွှေပင်းအာကဝိညာဉ်ကိုပြန်သိမ်းလိုက်တော့ခန္ဓာကိုယ်ပတ်လည်ကအေးတက်တွေတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ဟူလီယနာကိုအตาရခေါင်းညှိပြလိုက်တယ်လမ်းညွှန်ပေးတဲ့အတွက်အရှင်မင်းသားရှန်ယူကိုကျေးဇူးတင်ပါတယ်ဟူလီယနာကနှက်ခမ်းကိုကိုက်ထားရင်းသူ့ကိုအပေါက်ဖောက်မတက်စိုက်ကြည့်နေတယ်ရွှေပင်းအာမင်းဆောင်နေလိုက်အောင်လူအချို့ထွက်သွားပြီးတဲ့နောက်လေ့ကျင့်ရေးကွင်းကနောက်ဆုံးတော့ငြိမ်သက်သွားတယ်ရွှေပင်းအာကကျွန်တော်ကိုကြည့်လိုက်တယ်အေးဆက်လာပါတဲ့မျက်ဝန်းတွေထဲမှာရှာရှာပပစိုးရိမ်စိတ်လေးတွေပါဝင်နေတယ်ကျမရှင်ကိုဒုက္ခပေးမိသွားပြီလားကျွန်တော်သူ့ရှိကိုရှောက်သွားပြီးသူ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်တယ်ရင်ထဲကအဲ့ဒီလှုပ်ရှားမှုကိုမနှဲထိန်ထားရတယ်အဲ့ဒီကိစ္စထက်ကျွန်တော်အခုလေးတင်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုကိုတွေ့လိုက်တယ်ကျွန်တော်ကြည့်နေတာကြောင့်သူကနည်းနည်းနေရခက်တယ်လို့ဖြစ်သွားပြီးမျက်လုံးတွေကဟိုဟိုဒီဒီရောက်သွားတယ်ဘာကိစ္စလဲကျွန်တော်သူ့နားကိုပို့ပြီးတိုးကပ်သွားလိုက်တယ်